စကားဆိုတာဒေါသကြီးနဲ့မပြောလိုက်ပါနဲ့ကြားရတဲ့လူအခမ်းရခက်တဲ့အကုသိုလ်များတယ်ကိုလည်းပဲဩပြောမိမှားတယ်လို့တွေးပြီးတော့ပူရတယ်ဟုတ်ရလားမှန်ပါပြီးတော့မာနကြီးနဲ့လည်းမပြောလိုက်ပါနဲ့မှန်ပါမာနနဲ့ပြောတယ်ဆိုရင်လည်းကြားရတဲ့လူကနေနေအောင်မင်းမာနကိုတနေ့မှငါချိုးပြအောင်မယ်မှန်ပါအချီးနီးအလကားအကျိုးမဲ့တတ်တယ်ကြားဘူးတယ်မဟုတ်လားတာကီဝင်နေအလုံးကိုဝိတ္တုပန်းကတတ်ပစ်တာလေမှန်ပါဟိုးရှိဘဝတုန်းကငါးတွေကိုအစိတ်ချခဲ့လို့ဝေးကွာသောကာလကအကြောင်းတရားတစ်ခုရှိတယ်အတိတ်အကြောင်းပေါ့ဟုတ်လားဒါပေမဲ့နီးကပ်တဲ့အကြောင်းကဘာအကြောင်းလဲမာနကြီးတာမာနကြီးတာကိုသူများသိအောင်ထုတ်ပြီးတော့ပြတာဖြစ်တဲ့မာနကတော့စိတ်ထဲမှာဖြစ်တာအဲ့ဒီမာနကိုသိကြီးပါတယ်ဆိုတာပါဇက်ဒီဟုသောပရင်ပေါက်ကနေဖွင့်ပြတာမှန်ပါဟိုမှာဝိတ္တုပန်းကအလဲလာတယ်သူမအချမ်းရင်နေနဲ့သူကကောသလဘုရင်ကြီးကောသလတိုင်းဆိုတာအင်မတန်အင်အားကြီးတယ်တာကီဝင်တို့ရဲ့တိုင်းပြည်နဲ့ဘာမှမဆိုင်ဘူးနော်အဲ့ဒီအင်အားကြီးတဲ့တိုင်းနိုင်ငံကအရှင်သခင်ဖြစ်နေပြီဝိတ္တုပန်းကအဲ့ဒါသူကအမျိုးတွေစီဆိုပြီးတော့လမ်းပြီးတော့လဲတာလေလာလဲပြီးတော့ပြန်သွားရောအဲ့ဒါတာကီဝင်တွေကမာနာကြီးလိုက်တာဝိတ္တုပန်းတဲ့ငယ်တဲ့ကလေးတွေပဲထားတယ်ကြီးတဲ့ကလေးတွေတယောက်မှမရှိဘူးအဲ့ဒါဝိတ္တုပန်းလည်းပြန်သွားပြီဆိုတော့ကျွန်မတယောက်ကဟေးကျွန်မသာထိုင်သွားတဲ့နေရာအသေးရရုပ်တယ်ဆိုပြီးတော့နွားနိုးနဲ့ဆေးတာလေအဲ့ဒါပါဇက်ကလည်းပြစ်တောက်နဲ့ပြောတယ်ကျွန်မသာနေတဲ့နေရာအတန်းစားခွဲပြီးတော့မာနနဲ့ပြောတာအဲ့ဒါကိုမင်းချင်းတယောက်ကလက်နဲ့မေ့နေလို့လာယူတာအဲ့ဒီမာနစကားကိုသူ့နားနဲ့ကြားတာအဲ့ဒီစကားကသူ့ပါဇက်ကနေတဆင့်ဝိတ္တုပရဲ့နားကိုရောက်တာအဲ့ဒီမှာငါနေရာကိုနွားနိုးနဲ့ဆေးရှိသေးအောင်မင်းတို့ရဲ့နေရာကိုမင်းတို့ရဲ့လေချောင်းသေးနဲ့ငါတနေ့ဆေးပြမယ်ဟုတ်လားမှန်ပါဗျာအနီးကပ်ဆုံးအကြောင်းကတော့မာနကိုအမိပြုတ်ပြီးတော့ထွက်လာတဲ့စကားတခွန်းကြောက်စရာမကောင်းဘူးလားကောင်းပါကောင်းတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အကျိုးရှိခြင်းတယ်ဆိုလို့ရှိရင်စကားပြောတဲ့နေရာမှာပုဂ္ဂိုလ်ကိုကြည့်ပြောပါအချိန်အခါကိုကြည့်ပြောပါမာနတွေဒေါသတွေနဲ့မပြောပါနဲ့ဟုတ်လားပြီးတော့စကားတွေမများပါနဲ့မှန်ပါဗျာစကားများလို့ရှိရင်အပြစ်၅မျိုးရှိတယ်တဲ့ဗျာမှန်ပါနံပါတ်1ပြောရင်နဲ့အပူတွေအလူတွေပါသွားရောအဲ့ဒါလိမ်လေတဲ့စကားမှုသာဝါဒကံထိုက်တတ်တယ်ပြောရင်နဲ့ကိုပြောနေတဲ့လူနဲ့ကိုနဲ့ကိုမင်းနဲ့ငါနဲ့ကပို့ပြီးတော့ရင်းနှီးတယ်ဆိုတာကိုသိသိချင်းတော့ဖိုးလူရဲ့အပြစ်ကိုပြောရင်းနဲ့ဂုံစကားတွေလည်းပါသွားတတ်တယ်မှန်ပါဗျာဟုတ်လားပြောရင်နဲ့စိတ်လိုက်မှဖြစ်ပြီးတော့ကြမ်းထမ်းနေလည်းထွက်သွားတတ်တယ်မှန်ပါဗျာဖရုဒဝါစာနော်နောက်ပြောရင်နဲ့အနှစ်သာရမရှိတဲ့စကားတွေပါသွားရောများသောအားဖြင့်တော့အနှစ်မရှိတာတွေပြောကြတာများပါရဲ့ဟုတ်လားအဲ့ဒီလိုမှုတာဝါဒပိတုဏဝါစာဖရုဒဝါစာတန်ဖပလာပဆိုတဲ့ပြစ်မှုကြီး၄ခုကိုလွန်ကျူးမိတတ်တဲ့အတွက်ကြောင့်တန်တရားမှာမကောင်းတဲ့ဘဝတွေကိုရတတ်တယ်တဲ့အပြစ်၅မျိုးမှန်ပါဗျာအဲ့ဒီလိုဆိုရင်တပည့်တော်တို့စကားမပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်စိတ်ပဲနေလိုက်တော့မယ်ဖရားလို့အဲ့ဒါလိုလည်းမလုံနဲ့မဟုတ်ပါဘူးဟင်ဒကမာကြီးတွေစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးနော်မဖြစ်ဘူးတခါလေတချို့ဦးစင်းကိုလာပြောတာတောင်တွေ့ဘူးတယ်ဒီနေ့တော့စကားမပြောတော့ဘူးဟုတ်လားကောင်းတဲ့လောက်ကောင်းတယ်မကောင်းတဲ့လောက်မကောင်းဘူးတချို့ကဒေါသနဲ့မပြောတာစိတ်ကောက်ပြီးတော့မပြောတာစိတ်တိုင်းမကြလို့မပြောတာမပြောခြင်းလို့မပြောတာမတူမတန်ဘူးထင်လို့မပြောတာမပြောတာတွေကမပြောတာလေးတက်တက်နဲ့ချီးကျူးလို့မရသေးဘူးဘာပြုလို့မပြောတာလဲဆိုတာကလိုသေးတယ်မှန်ပါဗျာဟုတ်ရဲ့လားအေးစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးဘုန်းကြီးတွေမှာငါစကားမပြောဘဲနေအံ့လို့ကျင့်လို့ရှင်ဒုက္ခအာဘတက်နေမှန်ပါဗျာအခါတစ်ပါးယဟန်တော်တွေမြတ်စွာဘုရားကိုဝါကျွတ်တော့လာပြီးတော့ကြောကြကြောတော့မြတ်စွာဘုရားကခြေသားတို့ချမ်းသာနေထိုင်ခဲ့ရရဲ့လားမှန်လားပါဗျာဘုရားတပည့်တော်တို့နေထိုင်ခဲ့ရပါတယ်ဗျာတဝါတွင်လုံးဘုရားတပည့်တော်တို့တယောက်ကိုတယောက်စကားမပြောဘဲနဲ့တကယ်အကျင့်မြတ်တွေကိုကျင့်ခဲ့ပါတယ်ဗျာသူတို့ကစကားမပြောကြီးလို့ဒိဋ္ဌံပြီးတော့ကျင့်တာနော်တဝါတွင်လုံးတယောက်ကိုတယောက်ကောင်းတာလည်းမပြောဘူးဆိုးတာလည်းမပြောဘူးမတည့်တာမြင်လည်းမပြောဘူးမဟုတ်တာတွေမြင်နေလည်းမပြောဘူးတစုံတယောက်ကလာခေါ်လည်းမထူးဘူးမှန်ပါဗျာအဲ့တော့မြတ်စွာဘုရားဘယ်လိုပြောတယ်ထင်လဲမင်းတို့ဟာတဲ့နွားတွေလိုစိတ်တွေလိုကျင့်ခဲ့ကြတာပဲတဲ့ပပဆက်ဆက်ပြောတယ်မထင်နဲ့နော်ဒါဝိနည်းပါဠိတော်မှာရှိတယ်ဟုတ်လားမှန်ပါဗျာအဲ့ဒီတော့ကောင်းသောစကားတွေနဲ့တိဆောက်ထားတဲ့ငါဘုရားရဲ့သာသနာတော်မြတ်ကြီးမှာဘယ်နဲ့ကြောင့်စကားမပြောဘဲနေကြတာလဲ
မသိတော်တာရှိရင်ဆုံးမရမှာပေါ့ပြောရမှာပေါ့ကောင်းမြတ်တဲ့စကားတွေကိုပြောရမှာပေါ့အကျိုးရှိတဲ့စကားတွေကိုပြောရမှာပေါ့ဟုတ်လားကဲဖခင်ကများစကားမပြောဘဲနေခဲ့မယ်ဆိုရင်ဘယ်လိုများလုပ်မလဲဟင်ဒကမာကြီးများစကားဆိုတာမကောင်းတာပြောရင်ကြီးကျယ်တဲ့အပြစ်ရှိတယ်လို့ကောင်းတာပြောလို့ရှိရင်ကြီးကျယ်တဲ့အကျိုးရှိတယ်ဘယ်လောက်တန်ဖိုးရှိတယ်လို့ပြောလို့မရအောင်တန်ဖိုးရှိတယ်မှန်ပါဗျာဟုတ်ရဲ့လားမှန်ပါနောက်ဆုံးဦးဇင်းတို့နိဗ္ဗာန်ထိအောင်စကားကတွန်းအားပေးနိုင်တယ်မှန်ကန်တဲ့စကားအဓိပ္ပာယ်ရှိတဲ့စကားအကျိုးရှိတဲ့စကားပြောမယ်ဆိုလို့ရှိရင်ဒကမာကြီးများလည်းကြားဖို့ပါတယ်နော်သဗ္ဗဒါနံဓမ္မဒါနံဇီနာတိအလှူတကအလှူထဲမှာတရားအလှူအမြတ်ဆုံးတရားကိုဘယ်လိုလုပ်လှူရတာတော့ပါဇက်ကနေလှူရတာစကားအဖြစ်နဲ့လှူရတာဟုတ်လားဟုတ်တယ်နော်ဒကာကြီးများမှန်ပါဗျာအေးအဲ့တော့စကားဆိုတာအင်မတန်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်အင်မတန်ကောင်းတယ်ဟုတ်လားဆိုးတဲ့ဘက်ကကြည့်မယ်ဆိုရင်ဆိုးတာလည်းအများကြီးဖြစ်နိုင်တယ်ဆိုကြပါစို့ပေတပေါင်းသူတော်ကောင်းတို့ဉာဏ်ပါပါလေးစဉ်းစားကြည့်ဖို့ပြောပြအောင်မယ်လောကမှာအကြီးမားဆုံးသောအပြစ်ဟာဘာလို့ကြားဘူးလဲအဲဥစဉ်လည်းနားရတာပေါ့ဗျာစဉ်းစားလိုက်ပါဦးမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှာနိယတမိစ္ဆာဒိဋ္ဌိခိုင်မြဲတဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်တော့အဝိဇ္ဇိကြတတ်တယ်အဝိဇ္ဇိကြတယ်နိယတဖြင့်ကြတတ်တယ်မဟုတ်ဘူးကြတယ်အမေတတ်အဖေတတ်လို့အဝိဇ္ဇိကြတဲ့လူကဒီကဘာပြက်လို့ရှိရင်လွတ်တယ်နိယတမိစ္ဆာဒိဋ္ဌိသမားများကတော့ဒီကဘာပြက်ရင်တခြားသောကဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်အပြစ်တကအပြစ်ထဲမှာမှားယွင်းတဲ့အယူအဆကိုမှန်တယ်ထင်ပြီးတော့လက်သင့်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတာအပြစ်အကြီးဆုံးပဲအဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အကြီးမားဆုံးအပြစ်ဟာဘာကြောင့်ဖြစ်တယ်လဲလို့နည်းနည်းလေးလေ့လာကြည့်ရမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရား2ပါးရှိတယ်တဲ့ပရတောဂောတသူတစ်ပါးရဲ့နှုတ်ကနေပြီးတော့မှားယွင်းတဲ့သကားဆံတွေကြားရတယ်တဲ့သကားဆံကအင်္ဂါတစ်ချက်ဖြစ်တယ်နော်ကိုယ့်ရဲ့အတွင်းကနေပြီးတော့မှားယွင်းတဲ့နှလုံးသွင်းမှုအယောနိသောမနတိကာရဖြစ်တယ်တဲ့မှားတဲ့စကားသံနဲ့မှားတဲ့နှလုံးသွင်းမှုဒီနှစ်ခုပေါင်းမိရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်တဲ့ဟုတ်လားအပြစ်အကြီးဆုံးမိစ္ဆာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရားတစ်ခုသည်မှားယွင်းတဲ့စကားသံဖြစ်နေတယ်ဟုတ်လားဒါကြောင့်မှားယွင်းတဲ့အယူဆတွေကိုဖြန့်ချိတဲ့ပုဂ္ဂိုလ်တွေဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်အပြစ်ကြီးတယ်ဒါကြောင့်မြတ်စွာဘုရားကဘုရားလက်ထက်ကဟိုဒိဋ္ဌိဆရာကြီးတွေရှိတယ်ပုရဏကတ္တပဆိုတဲ့ဒိဋ္ဌိဆရာကြီးကိုမြတ်စွာဘုရားကဘယ်လိုပြောလဲဆိုတော့ပုရဏကတ္တပသည်အဲ့ဒါလူထောင်မြုံကြီးပဲတဲ့ဘာကြီးတယ်တော့လူထောင်မြုံကြီးပါဗျာငါးတွေကိုထောင်တဲ့မြုံရှိတယ်နော်မြုံရဲ့သဘောတရားကဝင်လို့ရတယ်ထွက်လို့မရဘူးမြုံဆိုတာဘာလဲဝင်လို့ရတယ်ထွက်လို့မရဘူးအဲ့ဒီလိုပဲအယူဆမှားတွေဟာဆွဲလန်းသွားပြီဆိုရင်အဝင်သာရှိတယ်အထွက်အင်မတန်ခက်လိမ့်မယ်ဒါကြောင့်လူတွေကိုမကောင်းတဲ့နေရာကိုရောက်အောင်ဖြားယောင်းသွေးဆောင်ပြီးတော့ထောင်နဲ့လူထောင်မျိုးနဲ့အင်မတန်အပြစ်ကြီးတယ်မှန်ပါဆိုလိုတာကစကားသံတွေဟာမှားယွင်းပြီဆိုရင်အကြီးမားဆုံးအပြစ်ကိုတောင်ဖြစ်စေတတ်တယ်မှန်ပါဗျာဟုတ်ရဲ့လားကဲအကောင်းဆုံးသောကုသိုလ်တရားတွေထဲမှာဘယ်ကုသိုလ်ဟာအကြီးဆုံးလဲလို့မေးရင်တော့မက္ကုသိုလ်ဟာအကြီးဆုံးပေါ့နော်အဲ့ဒီမက္ကုသိုလ်သည်တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မက္ခင်ကိုပွားများမှမက္ကုသိုလ်ဆိုတာဖြစ်တာမဟုတ်လားအဲ့တော့တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မက္ခင်၈ပါးဟာမှန်ကန်တဲ့အယူအဆခေါင်းဆောင်နေတဲ့မက္ခင်၈ပါးဟာအရေးမပါဘူးလားပါပါတယ်ဗျာကုသိုလ်တရားတွေထဲမှာတော့သစ္စာလေးပါးကိုသိတဲ့အဆင့်မဲ့ဉဏ်နဲ့မဲ့ဉဏ်ကလွဲရင်အဲ့ဒီလောကီတမ္မာဒိဋ္ဌိဟာအဖို့တန်ဆုံးလို့ပြောလို့မရဘူးလားရတယ်အဲ့ဒီမှန်ကန်တဲ့အယူအဆတမ္မာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရား2မျိုးရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ပရတောဂောတဆိုတဲ့မှန်ကန်တဲ့အတန်ရယ်မှန်ကန်တဲ့စကားပေါ့နော်နောက်ပြီးတော့ယောနိသောမနတိကာရဆိုတဲ့နှလုံးသွင်းမှန်မှုရယ်ဒီ2ခုပေါင်းမိရင်တမ္မာဒိဋ္ဌိဖြစ်တယ်အဲ့တော့စကားတွေဟာကောင်းတဲ့ဘက်ကကြည့်ရင်အင်မတန်ကောင်းပါလားဦးဇင်းတို့အခုတရားတော်ကိုပထမဦးဆုံးချီးကျူးတော့ဘယ်လိုချီးကျူးရလဲသွဲခါတော်သူ့အခါတော်ကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်ပြောထားတာလို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားရဲ့စကားတော်တွေပေါ့ဟုတ်လား
အဲ့တော့မြတ်စွာဘုရားရဲ့စကားတော်သည်တရားတော်ဖြစ်တယ်သွက်ခါတဆိုတဲ့ဂုဏ်နဲ့ချီးမွမ်းတိုက်တယ်ကဲဘလောက်အဖို့တန်တော့အဲ့ဒီစကားတန်တွေကိုမိမိတို့ရဲ့နှုတ်ကနေဖွင့်ဟပြီးတော့ပြောနိုင်မယ်ဆိုရင်အင်မတန်ကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုကိုပြုရာရောက်တယ်နိဗ္ဗာန်ကိုလှူရာရောက်တယ်နိဗ္ဗာန်ကိုမြန်မြန်ရနိုင်တယ်မကောင်းဘူးလားကောင်းတယ်ဒါကြောင့်စကားမပြောဘဲနေလို့ဘယ်ဖြစ်မှာလဲမကောင်းတာတွေမပြောရဘူးကောင်းတာဆိုရင်ပြောရမယ်ဒါပေမဲ့အချိန်အခါပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောရမယ်ဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့တရားရဲ့ပထမပိုင်းဘယ်လိုစကားကိုဘယ်လိုပြောမှလဲဟုတ်လားဘယ်လိုစကားကိုဆိုတော့မှန်ကန်တဲ့စကားကိုအကျိုးရှိတဲ့စကားကိုဘယ်လိုပြောမှလဲဆိုတာကြတော့ချင့်ချိန်ပြီးတော့အချိန်ကာလကိုကြည့်ပြီးတော့မေတ္တာတရားနဲ့တိမ်တိမ်မွေ့မွေ့ပြောရမယ်ဟာဒါလေးကလည်းလူသေးတယ်ဗျာနော်အပြောမတတ်တော့ဆဲတယ်လို့ဆိုတာလည်းရှိသေးတာကိုဗျာနော်အေးပြောတတ်တယ်ဆိုတာကလည်းပဲလောကကြီးကိုချီးမြှောက်ခြင်းတစ်မျိုးပဲဗျလောကကြီးကိုချီးမြှောက်တဲ့သင်္ခါတရား၄မျိုးရှိတယ်လေဒါနာတဲ့ပိကံစွန့်ကျဲလှူဒန်းခြင်းဟာလောကကြီးကိုချီးမြှောက်တာဗျနော်ပြီးတော့ဗာလဲပေယဝိဇ္ဇတဲ့ချစ်ဖွယ်စကားပြောတာကိုယ်စကားကြောင့်သူများနားချမ်းသာသွားတယ်စိတ်ချမ်းသာသွားတယ်ပြုံးပြီးတော့ကြံရစ်တယ်သိကောင်းတာပဲအဲ့ဒါလောကကြီးကိုဘာလုပ်တာလဲချီးမြှောက်တာဗျပြီးတော့ဗာလဲသူများရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတာအတ္တစရိယဟုတ်လားကိုယ်အလုပ်လို့သဘောထားတာနော်သူများအလုပ်တွေကိုနော်ပြီးတော့ဗာလဲကိုနဲ့ဒန်းတူထားတာတမာနတ္တတာဟုတ်လားဘယ်သူမှအစင်တမ်းမခွဲခြားဘူးအလုံးလူသားတွေအတူတူထားတာအဲ့ဒီတော့ချစ်ဖွယ်စကားဆိုတာလည်းအရေးမကြီးဘူးလားအရေးကြီးတယ်နော်အဲ့တော့နူးညံ့တဲ့စကားကိုမေတ္တာလေးနဲ့ပြောရမယ်ဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့စကားဘယ်လိုပြောမှလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောမယ်ဆိုရင်ဒီနေ့တညလုံးပြောသွားလို့ရတယ်နော်ဒီတရားတစ်ပုဒ်အတွင်းမှာသို့တော့ဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲဆိုတဲ့အပိုင်းကလေးကိုလည်းပြောဖို့ကြံနေသေးတဲ့အတွက်ကြောင့်နော်ဘယ်လိုစကားကိုဘယ်လိုပြောမှလဲဆိုတဲ့အပိုင်းကိုဒီလောက်နဲ့တော်ရအောင်နော်မှန်ပါဗျာမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်ဒါဆိုရင်မလုံလောက်ဘူးလားလုံလောက်ပြီဟုတ်လားဓာတ်ထက်ပူပြီးတော့ပေးသက်ပေါင်းသူတော်ကောင်းတို့ကကြိုးစားခြင်းတယ်ဆိုရင်တော့သစ္စာ၄ပါးနဲ့ဆက်တဲ့စကားတွေကိုပြောတဲ့သစ္စာတန်ရုပ်မှာပြောထားတယ်ဒါလေးနည်းနည်းလေးပြောအောင်မယ်ချစ်သားတို့တဲ့ဒီပြင်စကားတွေမပြောနဲ့ပြောခြင်းတယ်ဆိုရင်သစ္စာနဲ့ဆက်တဲ့စကားကိုပြောပါတဲ့မြတ်စွာဘုရားကသစ္စာ၄ပါးနဲ့ဆက်တဲ့စကားပြောတတ်ဖို့တော့လိုတယ်ဘဝဟာဘာအနှစ်မှမရှိဘူးဒုက္ခတက်တက်ပဲလို့အဓိပ္ပာယ်ပေါက်အောင်ပြောတတ်ဖို့လိုတယ်တယောက်နဲ့တယောက်စကားပြောကြပြီဆိုလို့ရှိရင်ဩဘဝဟာအနှစ်မရှိပါဘူးအချီးနှီးပါပဲအကောင်းရလို့ဘာမှမရှိဘူးလို့အဲ့ဒီအဓိပ္ပာယ်မျိုးတက်ရအောင်တခြားသောဝါဒတွေသုံးပြီးတော့ပြောတတ်မယ်ဆိုရင်တော်တော်ကောင်းမယ်ဟောကိုကဓာတ်ရိုက်ကြီးပြောမယ်ဆိုရင်ကိုကိုတရားဟောနေတယ်လို့သူများကထင်းကုန်ပါလေတရားဟောတဲ့အခြေအနေမျိုးမှာတော့တရားလို့ဟောပေါ့ဟုတ်လားဒါပေမဲ့တငယ်ချင်းချင်းစကားပြောတယ်ဟာလူငယ်တွေနဲ့စကားပြောတယ်ဆိုရင်အဲ့ဒီအဓိပ္ပာယ်လေးတက်ရအောင်ပြောတတ်ဖို့လိုတယ်ဒါဒုက္ခသစ္စာဟေးလောဘကြီးရင်တော့ဒုက္ခကြီးတာပဲဒီအဓိပ္ပာယ်လေးကိုတက်ရအောင်ပြောတတ်ရမယ်ပြောလဲပြောရမယ်ဒါလောကကြီးရဲ့အမှန်တရားဒီအမှန်တရားကိုကြွေးကြော်ရင်းရမယ်လူချင်းနေသမျှတော့ဆင်းရဲနေမှာပဲလို့ဒါပြောကိုပြောရမယ်ဒါမှန်တယ်နော်တခါကြီးများမှန်ပါဗျာလောဘတစ်ချက်သားရှိရင်ဆင်းရဲတစ်ချက်သားရှိတယ်ဆင်းရဲမှုအလုံးကိုဘယ်သူမှပေးတာမဟုတ်ဘူးလောဘကပေးတာမှန်ပါအဲ့ဒီအဓိပ္ပာယ်မျိုးတက်ရအောင်ပြောတတ်မယ်ဆိုရင်တော်တော်တော်တာပဲနော်တခါကြီးများအေးလောဘချုပ်ခြင်းသည်ဒုက္ခချုပ်တယ်လို့တတိယနိရောဓသစ္စာကိုပြောတတ်ရမယ်လောကကြီးမှာတကယ်ငြိမ်းချမ်းတယ်ဆိုတာကလူကျင်မှုချုပ်မှဖြစ်တာပါကွာဟုတ်လားပြောတတ်ရမယ်နော်လူကျင်မှုကိုပရိအုပ်နိုင်မှဒေါသဒုက္ခဆိုတဲ့အရှိန်ကြီးကလည်းရက်တန့်သွားတာလူကျင်မှုကိုမရက်တန့်နိုင်သေးသမျှဒုက္ခဆိုတာကိုလည်းရက်တန့်လို့ရမှာမဟုတ်အဲ့တော့နိရောဓသစ္စာကိုလည်းပဲလောကီလိုလေးပြောနေတာနော်ဒကမာကြီးများအေးနောက်စတုထသစ္စာဩတကယ်ချမ်းသာခြင်းရင်တော့ဖရာရဲ့တရားကလွဲလို့တခြားနည်းလမ်းမရှိဘူးဒီအဓိပ္ပာယ်မျိုးပြောတတ်ရမယ်မဂ္ဂသစ္စာကိုမြတ်စွာဘုရားကတိတိကျကျဘယ်လိုဟောတာလဲဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာအဲ့ဒါကိုဦးဇင်းတို့အတူချုပ်ပြောတော့ဘယ်လိုပြောလိုက်တာလဲ
မက္ခသစ္စာလို့ပြောလိုက်တာနော်မြတ်စွာဘုရားတိတိကျကျပြောထားတာကဒုက္ခនិရောဓဂ ामि နိပฏิပဒါအရိယသစ္စာဒုက္ခဆိုတာကဆင်းရဲတာនិရောဓဆိုတာကချုပ်တာဂ ामि နိပฏิပဒါဆိုတာကချုပ်ရသို့ရောက်ရရောက်ကြောင်းအကျင့်လို့ဆိုလိုတာအဲ့ဒါဘာလဲဆိုတော့မဂ်ခင်၈ပါးဒုက္ခငြိမ်းမှုအတွက်ဒီတလမ်းပဲရှိတယ်ကျန်တဲ့လမ်းတွေကသွားလို့ဒီပန်းနိုင်ကိုမရောက်နိုင်ဘူးအဲ့ဒီအဓိပ္ပာယ်မျိုးကိုကြဲကြဲဝန်းဝန်းပြောတတ်ဖို့မလိုဘူးလားလို့တယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အရှင်းမျက်နာကိုပြောချင်တယ်ဆိုရင်တော့သစ္စာ၄ပါးနဲ့ဆက်တဲ့စကားကိုပြောပါလို့မြတ်စွာဘုရားကတိုက်တွန်းတယ်အဲ့ဒါသည်ငြိမ်းချမ်းကြောင်းဖြစ်တဲ့တန်တရားဝတ်ကလွတ်ကြောင်းဖြစ်တယ်ပြောတဲ့လူအတွက်လည်းအတိုင်းအဆမရှိအကျိုးရှိတယ်နားထောင်တဲ့လူအတွက်လည်းပဲအတိုင်းအဆမရှိအကျိုးရှိတယ်ဒါကြောင့်ဦးဇင်းတို့ဒါလေးကိုတရားပထမပိုင်းရဲ့ဏိဂုံးချုပ်လေးပေါ့နော်ဘယ်လိုစကားကိုဘယ်လိုပြောမှလဲဟုတ်လားသစ္စာစကားကိုသူ့ရဲ့အကျိုးကိုယ့်ရဲ့အကျိုးကိုမြှုပ်ကိုပြီးတော့ပြောပါဟုတ်ရလားအေးနောက်တရားရဲ့ဒုတိယပိုင်းသွားကြအောင်စို့ဟုတ်လားဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲစကားသံတွေကနားထဲမှာရောက်လာတာတွေအများကြီးမရှိဘူးလားရှိပါတယ်ဗျာနေတိုင်းကြားနေရတာတချို့ဆိုကြားရလွန်းလို့စိတ်ပြက်တယ်လို့ပြောတဲ့လူတွေလည်းအများကြီးရှိတယ်ဟုတ်တယ်ပြက်မယ်ဆိုလည်းပြက်เสียတခါတလေအာနာမှုနဲ့မျက်နှာချင်းဆိုင်ပြီးတော့နားလာထောင်းနေရတာစိတ်ကတိပြင်းနေရရောက်တယ်ခံစားဘူးလားခံစားဘူးပါဗျာလုံးဝစိတ်မဝင်စားတော့ဘူးတစ်ဖက်ကလည်းအတင်းပြောနေတာပဲအလိုက်မသိကိုကလည်းပဲနားမထောင်ရင်အလိုက်မသိရရောက်မှဆိုလို့သူစိတ်ဆင်းရဲမှဆိုလို့ဟန်လုတ်ပြီးတော့ဘာလုပ်နေရလဲနားထောင်နေရတာပြောနေတဲ့စကားတွေကလည်းသူကောင်းကြောင်းနေကြီးပဲဟုတ်လားပြီးတော့သူများမကောင်းကြောင်းနေကြီးပဲမှန်ပါဗျာလူတွေပြောတဲ့စကားဟာများသောအားဖြင့်အဲ့ဓာတွေများတယ်ဗျမြတ်စွာဘုရားဟောထားတယ်ဗျာနှုတ်ကိုကြည့်ပြီးတော့လူယုံမှာသူတော်ကောင်းလို့ခွဲတဲ့နီရှိတယ်တဲ့မှန်ပါဗျာဒကမာကြီးတွေအဲ့ဒီနီလေးရကြင်လားနှုတ်ကိုကြည့်ပြီးတော့သူယုတ်လားသူကောင်းလားလို့သိအောင်လုပ်တဲ့နီရှိတယ်တဲ့မှန်ပါသူများကိုဝေဖန်ဖို့မဟုတ်ဘူးကိုယ်နှုတ်ကလေးကိုကြည့်ပြီးတော့ဝေဖန်ဖို့ပြောကြည့်ရအောင်လောကမှာတဲ့ရုပ်တဲ့လူတွေဟာစကားလုံးကနည်းနည်းတော့ယဉ်သိတယ်ဗျာဟုတ်လားကဲမကောင်းတဲ့လူတွေဟာလို့ပဲပြောကြပါစို့ဟုတ်လားမကောင်းတဲ့လူတွေဟာတဲ့စကားပြောလို့ရှိရင်ကိုကောင်းကြောင်းကြီးပြောတယ်တဲ့ကိုကောင်းကြောင်းကိုသူများမမေးဘဲနဲ့ပြောတာတဲ့မေးရင်တော့အခြေကြီးပြောတာတဲ့မစိုးနိုင်တော့ဘူးကိုကောင်းကြောင်းနဲ့ကိုအတိုင်းဝိုင်းကောင်းကြောင်းပေါ့ဗျာကိုသားသမီးကိုမြေကိုဆွေမျိုးကိုကောင်းတာဆိုရင်တော့အကုန်ပြောတာပဲဟုတ်လားဒီအဲ့ဒါသူရုပ်ရဲ့လက္ခဏာတစ်မျိုးကိုမကောင်းကြောင်းကိုမမေးရင်တခွန်းမှမပြောဘူးမေးရင်တောင်မှမပြောခြင်းနဲ့နည်းနည်းပဲပြောတယ်တဲ့ကိုမကောင်းကြောင်းကြတော့ဟုတ်လားနောက်သူများမကောင်းကြောင်းကိုမမေးဘဲနဲ့ပြောနေတာမေးမယ်ဆိုရင်တော့အဲ့ဒါအကျေဝိထာတာချက်ပြီးတော့မဆုံးအောင်နားထောင်ပြီးတော့ဟုတ်လားသူများကောင်းကြောင်းကိုမေးတောင်သူသိမပြောနိုင်ဘူးဟုတ်မမေးရင်မပြောဘူးမေးမှနည်းနည်းပဲပြောတယ်သူများကောင်းကြောင်းမပြောနိုင်ဘူးအဲ့တော့အဲ့ဒါသူရုပ်ရဲ့လက္ခဏာတဲ့ဟုတ်လားကိုကောင်းကြောင်းကိုမမေးဘဲနဲ့ပြောတယ်မေးရင်တော့ဇိုးဝဲမရှိကိုမကောင်းကြောင်းကိုမမေးရင်မပြောဘူးမေးမှနည်းနည်းဟုတ်လားသူများမကောင်းကြောင်းကိုမမေးဘဲနဲ့ပြောရင်မေးရင်အကျယ်ကြီးပြောတယ်သူများကောင်းကြောင်းကိုမမေးရင်မပြောဘူးမေးရင်နည်းနည်းပဲပြောတယ်အဲ့ဒါပါလေသူရုပ်ရဲ့လက္ခဏာသူကောင်းရဲ့လက္ခဏာကြတော့အဲ့ဒါနဲ့ပြောင်းပြန်ကိုမကောင်းတာကိုမမေးဘဲနဲ့ပြောတယ်မေးလာရင်အကျယ်ကြီးပြောနိုင်တယ်ကိုကောင်းတာကိုမမေးရင်တခွန်းမှမပြောဘူးမေးလာတော့မှလကားပါကွာကိုကစိုင်ကော်လို့ခြုံမော်ရောက်တာပါရှော့ချတယ်ကိုကောင်းတာကိုမပြောခြင်းဟုတ်လားကိုကောင်းတာကိုအကျယ်ဝိထာတာချက်ပြီးတော့ပြောနေသေးသမျှသူကောင်းရဲ့အဆင့်ကိုမတက်နိုင်သေးဘူးဟုတ်လားဟုတ်တယ်အဲ့ဒီစကားလေးကိုဦးစင်းကစစ်စစ်ပေါက်ပေါက်စဉ်းစားကြည့်တယ်ဖះပြောသမျှအကုန်အမှန်ကြီးပဲဘယ်လိုစိတ်နဲ့ပြောတာလဲကိုကောင်းတာကိုပြောခြင်းနေသမျှအဲ့ဒီစိတ်ဟာကောင်းကိုမကောင်းဘူးကိုမကောင်းတာကိုဖုံးထားခြင်းသေးသမျှအဲ့ဒီစိတ်ဟာကောင်းကိုမကောင်းဘူးသူများမကောင်းတာကိုပြောနေခြင်းသေးသမျှအဲ့ဒီစိတ်ကောင်းကိုမကောင်းဘူးနော်သူကောင်းဆိုတာဒါကြောင့်သူများမကောင်းတာကိုမပြောခြင်းဘူးတနာတယ်နားလေတယ်မကောင်းတာဟာသဘာဝပဲလို့နားလေတယ်သူများကိုအပုတ်မချခြင်းဘူးဟုတ်လားသူများကောင်းတာကိုပြောနိုင်တယ်မုဒိတာဖြစ်နိုင်တယ်မလွယ်ဘူးဒကမာကြီးတွေတရားကလည်းမလွယ်ဘူးနဲ့ပဲဆုံးသွားတယ်ဗျာအာမရှိလိုက်တာဟုတ်လားဘာဖြစ်လို့ဆိုဦးဇင်းတို့လည်းဒီတိုင်းပဲနော်တတိနဲ့အုပ်နေရတယ်ဟုတ်လားပြောလိုက်ရင်သူများမကောင်းကြောင်းကြီးပဲနည်းနည်းလေတဲ့လူကတွယ်ဝိုက်ပြီးတော့ပြောတာတဲ့လူကတဲ့တို့ပြောတာဟုတ်လား
ကိုကောင်းကြောင်းကိုလည်းအဲ့ဒီတိုင်းပဲအဲ့ဒါအရင်တည်းတို့ပြောတာအဲ့တော့ဦးဇင်းကစကားပြောရင်နည်းနည်းလေးကိုချင်းစာကြပါလို့တောင်ပြောခြင်းတယ်သူများကသူတို့ကောင်းတဲ့အကြောင်းတွေပြောနေနားထောင်ခြင်းလားဒီကမကြီးတွေနားထောင်ခြင်းလားအဲ့ဒီလူတွေကသူတို့ကောင်းကြောင်းသူသားသမီးတွေနိုင်ငံခြားမှာဘလို့တွေပညာတွေသင်ပြီးတော့ဘလို့တွေဟာပြောနေဆိုနားထောင်ခြင်းလားထောင်ခြင်းသလားမထောင်ခြင်းဘူးဗျသူများကောင်းတာကိုနားမထောင်ခြင်းတာပုထုသင်ရဲ့သဘာဝဟုတ်လားအဲ့ဒါကိုပဲအိတ်တာလို့ခေါ်တာမဟုတ်လားအိတ်တာဆိုတာသူများကောင်းတာကိုကြားကိုမကြားခြင်းတာမနာလိုဘူးဆိုတာအဲ့ဒါကိုပြောတာနာတာဆိုတာဘယ်ကနာတာနာကနာတာအခုတရားနာနေတာဘယ်ကနာနေတာအေးအဲ့ဒါဗမာစကားမနာလိုဘူးနားမထောင်လိုဘူးကောင်းတာဆိုကြားကိုမကြားခြင်းဘူးအဲ့ဒါပုထုဇဉ်ရဲ့ပင်ကိုယ်သဘောအဲ့တော့ကိုကောင်းတာကိုသူများသွားပြောရင်အဲ့ဒါမုန်းစေးစားတော့တာပဲသူများမုန်းအောင်လုပ်တာနော်ဒါကြောင့်တရားလေးတွေကလိုက်နာရင်တော်တော်ကောင်းတယ်သိလားအဲ့ဒါကိုကောင်းကြောင်းမပြောရင်သူများချစ်လိုက်မယ်ဗျာသိကြတယ်ဗျာနော်တခါကြီးမိုင်းများဒါကြောင့်ကိုကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များမပြောပါနဲ့ကိုမကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များပြောဖို့ကြိုးစားပါဟုတ်ရဲ့လားအေးသူများမကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များမပြောပါနဲ့သူများကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များပြောဖို့ကြိုးစားပါဟုတ်လားကဲဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲဆိုတာကိုတောင်မရောက်နိုင်ဘူးဖြစ်နေတယ်ဗျာအဲ့တော့တက္ကကြီးတက္ကမကြီးများဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမှလဲဆိုတော့စကားတွေကကိုယ်နားတဲ့ကိုအမျိုးမျိုးရောက်နေတယ်အဲ့ဒီထဲမှာဦးဇင်းတို့ပထမကိုမကောင်းတာပြောတာတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အပြစ်ကိုယ့်ရဲ့မကောင်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နားတဲ့ကိုရောက်လာတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့အရင်စဉ်းစားကြည့်ရအောင်တက္ကကြီးတက္ကမကြီးများမကောင်းကြောင်းကိုသူများပြောတာတွေကြားဖို့လားကြားဖို့တယ်ဓာတ်ရိုက်ပြောတာလဲကြားလိမ့်မယ်ကိုယ်ရာမှာပြောပြီးတော့တဆင့်လာပြောတာလဲကြားရလိမ့်မယ်ကိုမကောင်းကြဘူးလေဟုတ်လားအဲ့ဒီလိုပြောရင်ဘယ်လိုနားထောင်မလဲဒီအချက်ကလေးကအရင်စပြီးတော့စဉ်းစားရအောင်ကိုမကောင်းကြောင်းကိုပတ်ဝန်းကျင်ကပြောလာပြီဆိုရင်စဉ်းစားလိုက်သူတို့ပြောတာဟုတ်သလားမဟုတ်ဘူးလားသူတို့ပြောနေတဲ့မကောင်းကြောင်းတွေကဟုတ်သလားမဟုတ်ဘူးလားလို့စဉ်းစားဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူးဟုတ်နေတယ်ဆိုရင်တော့အဲ့ဒါပြင်ဖို့ကြိုးစားရတော့မယ်နော်တခါကြီးများမခံမြင်ရဘူးနော်သူများမကောင်းကြောင်းပြောတာကိုသူတို့ပြောတဲ့အတိုင်းငါမှဟုတ်မြတ်နေသလားလို့စဉ်းစားဟုတ်တယ်ဆိုရင်ဘာလုပ်ရမလဲပြင်ရမယ်မဟုတ်ဘူးဆိုတာလည်းရှိနိုင်တယ်မဟုတ်ဘဲနဲ့မုန်းလို့ပြောတာလည်းရှိလိမ့်မယ်အဲ့ဒီမဟုတ်ဘူးဆိုရင်တော့ဘယ်နဲ့လုပ်မလဲသီးခံဖို့ကြိုးစားရမယ်မှန်ပါနော်ဒါကြောင့်မကောင်းတဲ့စကားတွေအပြစ်တွေနဲ့ပတ်သက်လာရင်ဟုတ်ရင်ပြင်ရမယ်မဟုတ်ရင်သီးခံရမယ်ပိဋကပြောကြည့်စမ်းပါဟုတ်ရင်ပြင်ရမယ်မဟုတ်ရင်သီးခံရမယ်အဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးနားထောင်နေပဲမှန်ပါဟုတ်လို့ရှိရင်ပြင်ရမယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရာဓဆိုတဲ့ယဟန်အိုကြီးတစ်ပါးရှိတယ်အသက်ကြီးမှယဟန်ပြုတာသူယဟန်ပြုတော့သူ့ကိုဘယ်သူကမှယဟန်ပြုမပေးခြင်းဘူးဘယ်ယဟန်ကမှပြုမပေးခြင်းဘူးအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဒီပုံနာကြီးရဲ့ကျေးဇူးတရားတွေမင်းတို့အပေါ်မှာမရှိကြဘူးလားအဲ့ဒီမှာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကကျေးဇူးသိသိတာဆိုတော့မှန်လားပါဗျာတပည့်တော်အပေါ်မှာဆွန်းတစွန်းလောင်းမှုတဲ့ကျေးဇူးရှိပါတယ်ဒါကြောင့်တပည့်တော်ဒီပုံနာအိုကြီးကိုယဟန်ပြုပေးလိုက်ပါမယ်အဲ့ဒီမှာယဟန်ပြုပေးတယ်ကြီးမှယဟန်ဖြစ်တာဆိုတော့ဘာမှပြောကောင်းမှမဟုတ်ဘူးလို့ထင်တရားရှိတယ်သို့တော်တခြားသည်ဗျာပြောလို့အင်မတန်ကောင်းတယ်ငါစာလဲသင်နိုင်တော့တာမဟုတ်ဘူးငါကိုမသိတော်တာတွေကိုပြောသမျှငါအကုန်ပြင်မယ်ဟိုယဟန်ကဒီလိုပြောရင်ဒီလိုပြင်လိုက်တယ်ပြောသမျှအကုန်ပြင်တာအဲ့ဒါရက်ပိုင်းအတွင်းအဲ့ဒီရာဓယဟန်ကြီးဟာယဟန်နာဖြစ်တယ်မှန်ပါဗျာသူမဟုတ်တာတွေကိုပြောတာနော်ယဟန်ကြီးဒီလိုမဝင်းနဲ့ဒီလိုမပြောနဲ့ဓာတ်ရိုက်ပြောတာနော်ဓာတ်ရိုက်ပြောတာဆိုရင်လူတွေဟာခံနိုင်ခဲ့တယ်နော်ပြီးမှလာကျေးဇူးတင်ရင်တင်မယ်ကြားကသာတော့ထောင်းကနေဒေါသထသွားမယ်ကိုယ့်အတ္တကိုလာထိတာကိုဗျဟုတ်လားအဲ့တော့အဲ့ဒီယာရမထေကတော့ခံနိုင်တယ်မဟုတ်ဘူးမဟုတ်လို့ပြောတာငါပြင်မယ်အဲ့ဒီလိုပြင်လိုက်တော့2ရက်3ရက်အတွင်းဘာဖြစ်တယ်ယဟန္တာဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်ဟောတယ်နေဒီနံဝဘဝတာရံယံပတ္တိဝဇ္ဇတတ္တိနံနေကရှဝါရိမေရာဝေတာတိတံပန္တိတံပစီတာတိတံပဇမာနတ္တတေယောဟောတိနပါပိယောအဓိပ္ပာယ်ကဘာလဲဆိုတော့ကိုယ့်ရဲ့အပြစ်တွေကိုမကောင်းကြောင်းတွေကို
ရှေ့တင်ပြောဆိုနေတဲ့ပုဂ္ဂိုလ်ကိုယ့်ကိုနှိပ်စက်ပြီးတော့ပြောဆိုတဲ့ပုဂ္ဂိုလ်နော်ကိုမကောင်းတာပြောတယ်ဆိုမှတော့ကိုဆင်းရဲပြီလေဟန်ဆောင်ပြီးတော့ရပါတယ်လို့ပြုံးတာနေလဲရတာစိတ်ထဲကတော့သိပ်ပြီးတော့မချိလှဘူးဒါဥစဉ်တို့လည်းဒီတိုင်းပဲဒကာကြီးဒီမကြီးများလည်းဒီတိုင်းပဲဖြစ်ပါလိမ့်မယ်ဒါကြောင့်ကိုမကောင်းတာကိုပြောတယ်ဆိုရင်အဲ့ဒါနှိပ်စက်ပြီးတော့တစ်ဖက်ကမလုပ်နေတာလေပြောနေတာအပြစ်ကိုပြပြီးတော့အဲ့ဒါလိုနှိပ်စက်ပြီးတော့ပြောတဲ့အမျှော်မြင်ရှိတဲ့ပညာရှိကိုတဲ့မြေအိုးထဲမှာပိုင်ရှင်မရှိတဲ့ရွှေအိုးတွေကိုဖော်ပြသလိုမျိုးရွှေအိုးကိုညွှန်ပြတဲ့လူလို့သဘောထားရမယ်တဲ့မှန်ပါဗျာတစုံတယောက်သောပုဂ္ဂိုလ်ကဟေးဟိုနားမှာပိုင်ရှင်မရှိတဲ့ရွှေအိုးကြီးရှိတယ်သွားယူကြပါလားဆိုရင်ဘယ်လိုလုပ်မှလဲတောက်လျှောက်သွားယူမယ်အဲ့ဒီလူကိုရှ िख ိုးကျင်တောင်ရှ िख ိုးသွားလိုက်အောင်မယ်ဟင်ဒကမာကြီးများမှန်ပါဗျာအေးကိုယ့်ရဲ့အပြစ်ကိုနှိပ်ဆက်ပြီးတော့နှိပ်ကွပ်ပြီးတော့နာကျင်အပြစ်မြင်တိုင်းဝမ်းလွဲမသူဟုတ်တိုင်းဆိုတတ်တဲ့ဆရာရဲ့ဂုဏ်ကျေးဇူးတသိတ္တိတနဲ့ပြည့်စုံတဲ့မိတ်ဆွေသို့မဟုတ်ပညာရှိတယောက်ကိုတွေ့ရတယ်ဆိုရင်ရွှေအိုးကိုညွှန်ပြတဲ့လူလို့သဘောထားရမယ်အဲ့ဒီလိုမျိုးနားထောင်တတ်ရမယ်မှန်ပါဗျာတာရိတံပဇာမာနတတေယောဟောတိနပံပိယောတာရိတံထိုကဲ့သို့သောပညာရှိကိုပဇာမာနတချင့်ကံသောပုဂ္ဂိုလ်အားတေယောဟောတိနပံပိယောမြတ်တယ်ဆိုတာသာဖြစ်နိုင်တယ်ရှုံးတယ်ဆိုတာမဖြစ်နိုင်ဘူးမြင့်မြတ်တယ်ဆိုတာသာဖြစ်နိုင်တယ်ယုံညံ့တယ်ဆိုတာမဖြစ်နိုင်ဘူးဟုတ်လားအပြစ်ပြပြီးတော့ကိုယ့်ကိုပြောဆိုတဲ့ပုဂ္ဂိုလ်ကိုကတကယ်လို့မြန်ရွှေအိုးပြတဲ့လူလို့သဘောထားနိုင်မယ်ဆိုရင်ကိုဟာမြင့်မြတ်တဲ့လူဖြစ်မယ်ယုံညံ့တဲ့လူမဖြစ်နိုင်မှန်ပါဗျာဟာနားတဲ့ကိုတန်ရီဘူးနဲ့လောင်းလိုက်တယ်လို့ခံရခက်တယ်ကွာလာမပြောနဲ့ငါသိတယ်ငါတက်တယ်ဆိုပြီးတော့ဒေါသတွေနဲ့ပြန်တုံ့ပြန်မယ်ဆိုရင်တော့ယုံညံ့တဲ့သူရှုံးတဲ့သူဖြစ်သွားမှာပေါ့ဟုတ်လားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ဘယ်စကားကိုဘယ်လိုနားထောင်မလဲဆိုတဲ့နေရာမှာကိုယ့်ရဲ့မကောင်းကြောင်းတွေကိုယ့်ရဲ့အပြစ်တွေကိုပြောလို့ဟုတ်လာပြီဆိုရင်တော့ပြင်မဲ့စိတ်နဲ့နားထောင်ရမယ်တနည်းအားဖြင့်တော့ကျေးဇူးတင်လိုက်တာဒီလူကိုရွှေအိုးပြတဲ့လူလို့သဘောထားရမယ်ဒါမှတိုးတက်မှာဗျမှန်ပါဟုတ်လားကိုယ့်ရဲ့မကောင်းကွက်ကိုထောက်ပြတဲ့လူတကယ်လို့များလေတခါကြီးဒီမိုင်များပွဲလန်းတပင်သွားကနီးမှာကိုယ့်မျက်နှာပေါ်မှာအညစ်အကြေးကြီးတစ်ခုပေးနေတယ်ဆိုကြပါစို့ကိုကတတိမေးလျော်လို့မှန်မကြည့်ခဲ့ရလို့တစုံတစ်ခုသောအကြောင်းကြောင့်အဲ့ဒါကိုမသိဘူးလို့ဆိုကြပါစို့အဲ့ဒါကိုတယောက်ကဟေးမင်းမျက်နှာပေါ်မှာလေအညစ်အကြေးတွေသိတဲ့အဲ့ဒီလူကိုကျေးဇူးတင်ပါလားကျေးဇူးတင်ပါဗောဗျာ तू မပြောလို့ရှိရင်ဟိုလူပုံညာတဲ့ရောက်တော့ကိုမလှတာကြီးရွာလေပြတယ်လို့ဖြစ်နေပြီဟုတ်လားအေးကိုယ့်ရဲ့အပြစ်ဟုတ်တာကိုပြောတဲ့လူကိုမုန်းလို့ပဲပြောပြောချစ်လို့ပဲပြောပြောကျေးဇူးတင်ကိုတင်တဲ့တယ်တချို့လည်းပဲမုန်းလို့ပြောတာပါကိုယ့်ကိုကောင်းစေခြင်းလို့ပြောတာမဟုတ်ဘူးမုန်းလို့ကိုအပြစ်မရှိအပြစ်ရှာပြောနေတာဒါကြီးအဲ့ဒီအပြစ်ကလည်းတကယ်ရှိနေတတ်တယ်တကယ်ရှိရင်တော့ပြင်ရမယ်ဟုတ်လားကဲတကယ်မရှိဘဲနဲ့ပြောလာရင်ဘယ်လိုလုပ်ရမလဲသိခံရမယ်ဘာတတ်နိုင်မှာလဲသူတို့ရဲ့နှုတ်ကိုလိုက်ပိတ်လို့မှမရပဲကိုဟုတ်လားမှန်ပါဗျာမဟုတ်ရင်တော့အပြစ်တွေပြောတာကိုသိခံရမယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကကွန်ဒဒါနမတိဆိုတာရှိတယ်သူ့ရဲ့မူရင်းနာမည်ကတော့ဒါနဒါပေမဲ့ရှေ့ကကွန်ဒလို့ထည့်ထားတယ်မိမ့်မကျူးသူတဲ့ဟောယဟန်တစ်ပါးရဲ့ဘွဲ့ရှိမှာအဲ့ဒါကြီးထည့်ထားတာစိတ်ပြည့်စရာကြီးဘာဖြစ်လို့အဲ့ဒါလိုအထည့်ခံရတယ်လဲဆိုတော့သူသွားလေရာမှာအရွယ်ရှိတဲ့မိန်းမတယောက်ကတကောက်ကောက်လိုက်နေတယ်လို့ဘေးလူတွေရဲ့မျက်စိမှာမြင်ရတယ်တဲ့တကယ်မလိုက်ဘူးတကယ်လည်းမရှိဘူးအဲ့ဒီမိန်းမပုံကသို့တော့ဘေးကကြည့်တဲ့လူရဲ့မျက်စိထဲမှာအဲ့ဒါလို့ကိုမြင်နေရတာဘယ်သူမှသူ့ကိုမယုံဘူးဆွန်းလောင်းမဲ့လူလည်းမရှိဘူးနော်သူ့မှာအင်မတန်ချွတ်တဲ့အဲ့ဒါလိုကြီးဖြစ်တာဒါရှိတုန်းကသူကယဟန်တစ်ပါးကိုတကယ်ချစ်ကြတာဟုတ်ရဲ့လားတကယ်မေတ္တာရှိကြတာဟုတ်ရဲ့လားလို့စမ်းတဲ့အနေနဲ့ရုပ်ကစိုးနဲ့ဖြစ်တုန်းကမိမပုံတရံဖန်ဆင်းပြီးတော့ယဟန်တစ်ပါးကိုတန်တရားဖြစ်အောင်လုပ်ခဲ့လို့ဒါဥစဉ်အကျေမပြောဘူးနော်အဲ့ဒါဥစဉ်တို့မြတ်စွာဘုရားလက်ထက်ရောက်တော့ယဟန်လာဖြစ်တယ်အဲ့ဒါဝိဘတ်ရုပ်ပေါ့နော်မိမပုံတပုံကသူ့နောက်ကိုလိုက်နေတာဆွန့်ခံသွားလဲပါနေတာအဲ့ဒါကိုကောသလမင်းကြီးကနောက်တော့သိတဲ့အခါကျတော့ဒီယဟန်ဘလို့လဲမသိဘူးစုံစမ်းလာကျောင်းပေါ်လောက်တော့အဲ့ဒီယဟန်ကကျောင်းပေါ်တက်သွားတယ်ကောသလမင်းကြီးကနောက်ကလိုက်သွားတယ်အဲ့ဒီမိန်းကလေးကလည်းလိုက်သွားတာပဲ
ကျောင်းပေါ်ရောက်တော့အဲ့ဒီမိန်းကလေးကမရှိအဲ့ဒီယဟန်ပြန်ဆင်းသွားတော့မိန်းကလေးကပါသွားတာပဲအဲ့ဒီတော့မှဒါအကြောင်းတစ်ခုခုကြောင့်ရှိမယ်လို့ကောသလမင်းကြီးသဘောပေါက်မြတ်စွာဘုရားကိုရှောက်မြတ်စွာဘုရားကအကျိုးအကြောင်းပြောပြအတိတ်အကြောင်းကိုပြောပြတော့အရှင်ဘုရားဒီလိုဆိုရင်အရှင်ဘုရားကိုဘယ်သူကကြည်ညိုမှလဲတပည့်တော်ဆွန်းကွန်းဝေယဝိဆပစ္စည်းလေးပါးဒါယကခံတယ်ဆိုပြီးတော့နောက်တော့ယဟန္တာဖြစ်တယ်အဲ့ဒီမထေကိုအကြောင်းပြုပြီးတော့ပြောတဲ့စကားလေးတော်တော်မှတ်သားစရာကောင်းတယ်အဲ့ဒီယဟန်ကအဲ့ဒါလိုမိမပုံရိပ်ကနောက်ကလိုက်နေတာဆိုတော့ယဟန်တွေကသူ့ကိုတကယ်လဲအမြင်ကတ်တယ်ပြောင်လဲပြောင်ခြင်းတယ်အဲ့ဒါလိုပြောကြတော့ဆိုကြတော့သူ့ကိုနှိပ်စက်ပြီးတော့ပြောကြတော့သူကလည်းနောက်တော့ပြန်ဆဲတယ်ပြန်ပြီးတော့ကြမ်းကြမ်းထန်ထန်ပြောတယ်အဲ့ဒါနဲ့ယဟန်နေနဲ့သူ့ရဲ့ရံပွဲဟာမကြာခဏဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကနောက်တော့မြတ်စွာဘုရားရဲ့နားတော်ပေါက်ကြားတော့အဲ့ဒီယဟန်တော်ကိုခေါ်ပြီးတော့จิตသားဘာပြုလို့ကြမ်းထမ်းတဲ့စကားတွေပြောတာကိုကြမ်းထမ်းတဲ့စကားတွေနဲ့ပြန်တုံ့ပြန်ရတယ်လေမတုံ့ပြန်နဲ့ဒါဟာမင်းရဲ့အတိတ်ဘဝကမကောင်းတဲ့ကံကြောင့်ဖြစ်ပေါ်လာတာမင်းမှာတကယ်တမ်းအဲ့ဒီအပြစ်ကရှိနေတာမဟုတ်ဘူးမိမနောက်ကလိုက်နေတယ်ဆိုတဲ့အပြစ်တကယ်ရှိတာမဟုတ်ဘူးအဲ့ဒီမရှိတဲ့အပြစ်ကိုဘေးကပြောနေတာကိုမင်းသိခံလိုက်ပါအဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဥပမာလေးနဲ့ပြောတာလဲဆိုတော့အနာပြက်နေတဲ့ကြီးခွက်လိုမင်းကျင့်ရမယ်တဲ့ဒါလေးကိုပြောချင်တာဦးဇင်ကသိလားဘယ်လိုကျင့်ရမလဲအနာပြက်နေတဲ့ကြီးခွက်ပါဗျာအနာပြက်နေတဲ့ကြီးခွက်တဲ့အနာပြက်နေတဲ့လက်ကွင်းတဲ့ဆိုကြပါစို့ဦးဇင်တို့တောတွေမှာတော့ရှိသေးတယ်အခုတက္ကကြီးတို့ဒီမှာတော့တချို့သိမ့်မရှိတော့ဘူးကြီးပလားလေးတွေရှိတယ်လေကြီးပလားနဲ့ရေတောက်လို့ရှိရင်အန္တရာယ်ကင်းတယ်လို့ယောဂကင်းတယ်လို့ယူဆရှိတယ်လေဦးဇင်းတို့ငယ်ငယ်တုန်းကဆိုရင်အဲ့ဒီကြီးပလားလေးကိုလက်ဖွားပေါ်တင်အဖေတို့အမေတို့မရှိတဲ့အခါမှာဒန်းဆိုခောက်လိုက်ရင်အတန်လေးကတော်တော်နဲ့မတိတ်တော့အဲ့ဒါလေးကိုခဏတိုင်းခောက်ကြည့်အဲ့ဒီကြီးပလားလေးကလွတ်ကြလို့များအနာကပြက်ပြီးတော့ကွဲသွားပြီဆိုရင်ဒန်းလို့ခောက်လိုက်ရင်ဒန်းလို့အတန်ဆွဲပြီးတော့မမြည်တော့ဘူး that's ပြီးသွားအတန်ကရေရှည်မလာတော့အဲ့တော့အနာပြတ်တဲ့ကြီးခွက်လို့ကျင့်ရမယ်ဆိုတာအဲ့ဒါပြောတာတစုံတယောက်ကပြောလိုက်လို့စိတ်ကတူလိုက်တယ်ကဲခဏတော့တူလိုက်ပေါ့တူပြီးတော့အဲ့ဒါကိုပြန်စဉ်းစားပြီးတော့ညလည်းမပြီးနိုင်နောက်နေ့လည်းမပြီးနိုင်နောက်လလည်းမပြီးနိုင်အိုးကြီးပလားလက်နဲ့တောက်လိုက်တယ်လို့ဒန်းဆိုတဲ့အတန်ကအမြင်ကုန်မပြတ်တော့ဘူးဟင်ဒကမာကြီးတွေစိတ်ထဲမှာအဲ့ဒါလို့အမြင်မပြတ်တဲ့ဒေါသခံစားချက်တွေရှိလားရှိတာပေါ့ဦးဇင်းတို့လည်းရှိတာပေါ့ဟုတ်လားဘလို့ဖြစ်နေတာတော့ကြီးပလားကလက်လက်ဆက်ဆက်ကြီးကိုဗျဟုတ်လားအနာမပြတ်သေးဘူးဒဏ်ရာတောင်မရသေးဘူးဟုတ်လားမြတ်စွာဘုရားကဘလို့ကျင့်ရမှာလဲတော့အနာပြတ်နေတဲ့ကြီးပလားလို့ကျင့်ရမေးတဲ့တစုံတယောက်ကကိုယ့်ကိုထိထိခိုက်ခိုက်မဟုတ်ဖဲနဲ့လာပြောလာရင်ပုထုဇဉ်တဘာဝစိတ်တော်တူမှာပေါ့သို့တော့အဲ့ဒါကြီးကိုတာရှည်ကြီးတူမနေနဲ့ဘာအကျိုးရှိလို့လဲဟိုလူကပြောပြီးလို့မေ့သွားပြီကိုကဒီမှာအသစ်ရှိနေအသစ်ဖြစ်နေတယ်ဟုတ်လားအေးဒါကြောင့်မြတ်စွာဘုရားကပေးတတ်လိုက်တာနော်ဥပမာကိုဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အပြစ်တွေမကောင်းတာတွေကိုပြောလို့မဟုတ်ဘဲနဲ့ပြောတယ်ဆိုလို့ရှိရင်အနာပြတ်တဲ့ကြီးခွက်ကြီးနော်သွားတဲ့ကြီးဟိုဦးဇင်းတို့ရှင်းတော့ကငွေတင်းကားတွေပါလေရှိတယ်ငွေစစ်သလားကောင်းသလားလို့သိရင်တောက်ကြည့်လိုက်တယ်ဟုတ်လားတကယ်လို့အဲ့ဒီမှာအက်တွေအထက်ထဲမှာအနာစာရှိနေရင်အဲ့ဒီငွေတင်းကားကအတန်မကောင်းတော့ဘူးအဲ့ဒါကိုငွေတယ်လို့ခေါ်တယ်အခုလည်းပဲကြီးအတန်တာရှည်မမြည်ဘူးဒါကြောင့်စိတ်ထဲမှာဒေါသတန်တွေအကြာကြီးမြည်မနေနဲ့ဒါပြောတာနော်မဟုတ်ရင်သီးခံလိုက်ပါမြတ်စွာဘုရားတောင်သီးခံရတာဗျတတန်တရားလုံးကပါရမီတွေအပြည့်ဖြည့်ခဲ့ပါတယ်ဆိုတော့ပါရမီရှင်ကြီးတောင်မှသီးခံရတာဗျဟိုမာဂန္ဒီဆိုတဲ့မိန်းမတယောက်နဲ့တွေ့တာကြားဘူးတယ်မဟုတ်လားအေးသူ့အဖေကလည်းမာဂန္ဒီသူ့အမေကလည်းမာဂန္ဒီသမီးအချောသမီးအလှဟာဖះကလည်းတပ်ပယ်လိုက်တာဒီလောက်ချောလှတဲ့ယောက်ျားမမြင်ဘူးဆိုပြီးတော့ဒီဇလန်းကြီးမပြောတော့ပါဘူးဗျာဟုတ်လားသမီးထိုးအပ်တာလေအဲ့ဒီမှာမြတ်စွာဘုရားကဒီ32ခုထာတာအငြိအကျေးစုဝေးကိုငါခြိတောင်းနဲ့တောင်မတို့ခြင်းဘူးလို့အမေအဖေတရားသူရမဲ့အရေးကိုရှေ့ရှုပြီးတော့အဲ့ဒါလိုပြောလိုက်တာအဲ့ဒါကိုမာဂန္ဒီရန်ညိုးဖွဲ့တယ်ငါတနေ့ဘာဖြစ်မလဲမသိနိုင်ငါရဲ့ရုပ်အဆင်းကအင်မတန်တင့်နေတယ်သူထင်တဲ့အတိုင်းပဲမိဖုရားကြီးဖြစ်တယ်ဥဒိဏမင်းရဲ့မိဖုရားဖြစ်တယ်နော်ကောတံပီပြည့်ရှင်ရဲ့မိဖုရားခေါင်ဖြစ်တယ်ဖြစ်တော့အဲ့ဒီမျိုးကိုဘုရားလည်းကြွသွားပြီဆိုတော့မိစ္ဆာဒိဋ္ဌိအယူရှိတဲ့သေတောက်ကျူးတွေကိုပတ်စံပေးပြီးတော့ခိုင်းတာဘုရားကိုဆွဲခိုင်းတာ
ဆဲတာမှအမျိုးမျိုးပက်ပက်ဆက်ဆက်ဆဲတာဆဲတော်ရှင်အာနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားကိုတံဘီကလူတွေဟာသိရိုင်းတာပဲတဲ့ဒီလိုနေရာမျိုးသာသနာမပြုသင့်ဘူးမနေသင့်ဘူးတပည့်တော်တို့တနေရာပြောင်းကြပါစို့စိတ္တအာနန္ဒာအဲ့ဒီမင်းပြောင်းတဲ့နေရာကတော့ဒီလိုဆဲမယ်ဆိုရင်ဘယ်လိုဆက်လုပ်မလဲတဲ့နောက်ထပ်မဆဲတဲ့တနေရာပြောင်းမယ်ဖေရအဲ့ဒီနေရာကဆဲရင်ကောနောက်ထပ်တနေရာဖေရမင်းဟန်ကထွက်ပြေးနေတဲ့နီလန်းကြီးပဲတဲ့ဟုတ်လားမြတ်စွာဘုရားကဖြစ်လာတဲ့ပြဿနာကိုဒီနားတင်ပြေးလေအောင်ရှင်းရတယ်တဲ့ချီးမွမ်းတာပဲဖြစ်ဖြစ်ကဲ့ရဲ့တာပဲဖြစ်ဖြစ်9ရက်အပြင်မနေဘူးတဲ့ဒါဘုရားကိုယ်တိုင်ဟောတာနော်ဗမာစကားပုံမှန်တယ်နော်ချီးမွမ်း9ရက်ကဲ့ရဲ့9ရက်ပြောပါစေအပြစ်တွေပြောပါစေသူတို့မောတော့ရက်သွားလိမ့်မယ်ဟုတ်လားသူတို့ပြောတာကိုကိုကမခံခြင်းဖြစ်နေမှသူတို့ကအဲ့ဒါအရသာရှိပြီးတော့ဆက်ပြောနေမှာဗျာမခံခြင်းတဲ့ကလေးဆိုပို့စတယ်မဟုတ်လားဒကမာကြီးများအေးအဲ့ဒါလိုမျိုးနော်အဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဟောတာအာနာကိုဝသင်္ကမေသာပတောပတိတံတရံအတိဝါကျံတိတိခတံဒုတ်တိလောဟိပဟုတ်ဇနောစိတ္တအာနန္ဒာတဲ့စစ်ပွဲမှာဆင်နွှဲနေတဲ့စစ်စင်ကြီးဟာတစ်ဖက်ရန်သူတွေကနေပြစ်လာတဲ့မြားဒဏ်တွေကိုခါချပြီးတော့စူးလာရင်လည်းစူးပါစေလို့ကြံ့ကြံ့ခံတယ်လို့မျိုးတဲ့ငါဖះလည်းပဲလောကစစ်မြေပြင်မှာပြစ်ခတ်လာတဲ့စကလုံးမြားဒဏ်တွေကိုငါကြံ့ကြံ့ခံမယ်နော်အတိဝါကျံတိတိခတံအတိဝါကျံဆိုတာလွန်ကဲကိုပြောလာတာပြောတဲ့ပြောတတ်တဲ့အတိုင်းတာထက်လွန်ပြီးတော့ကိုပြောလာတာလွန်ကဲတဲ့စကားပေါ့အဲ့ဒီစကားကိုဘာလို့မှလဲတိတိခတံငါသီးခံလိုက်မယ်သီးခံသည်ဖြစ်စေဒေါသဖြစ်သည်ဖြစ်စေသီးခံလိုက်ရင်တော့ကိုကသီးခံတာကြီးကိုရလိုက်တာပဲဒေါသဖြစ်မယ်ဆိုရင်တော့ဒေါသဖြစ်တာကြီးကိုရလိုက်တာပဲရှင်းတော့ရှင်းလေးပဲနော်ကိုဘာကိုလိုချင်တယ်လေကိုဘလို့လူမျိုးဖြစ်အောင်လုပ်မှလေဒါပဲစဉ်းစားဒေါသဖြစ်တတ်တဲ့ငါလားသီးခံတတ်တဲ့ငါလားအဲ့ဒါလို့ဆိုရင်တော့ဘယ်ဟာရွေးမှလဲသီးခံတတ်တဲ့ငါလို့ရွေးမှာပေါ့နော်ဒါပေမဲ့တကယ်တွေ့လာပြီဆိုရင်တော့ဒေါသဖြစ်တဲ့ငါကိုပဲရွေးပြီးသားဖြစ်နေတယ်ဒကမာကြီးများမှန်ပါမြတ်စွာဘုရားကဒါကြောင့်လွန်ကျူးပြီးတော့ပြောတဲ့စကားတွေကိုသီးခံလိုက်မယ်တဲ့ဘာပြုလို့လဲဆိုတော့အကြောင်းပြတာတွေလှလွန်းလို့ဒုတ်တိလောဟိဘဟုတ်စနောတဲ့လောကမှာရှိတဲ့လူအများစုတွေဟာမဆောင်စည်းကြတဲ့တိလမဲ့တဲ့လူတွေကြီးများတယ်တဲ့ကဲဒကမာကြီးများကိုယ့်ရဲ့နှုတ်ကိုမဆောင်တဲ့လူကိုယ့်ရဲ့လက်ကိုမဆောင်တဲ့လူတွေပဲများတဲ့ဟုတ်လားဒါကြောင့်ဘဝဆိုတာစူးကြားမှာတီးရတဲ့ဘူးသီးလိုပဲတခါတလေဟိုလိုလုပ်လဲအပြစ်မလွတ်ဒီလိုလုပ်လဲအပြစ်မလွတ်ဟုတ်လားအဲ့ဒီတော့ကံပြောခြင်းရပြောပါစေလို့ဒီလိုထားရမယ့်အခြေအနေမျိုးတွေအများကြီးရှိလာတယ်နော်ဒကာယူမိုက်များဒါကြောင့်ကိုမကောင်းတာတွေပြောပြီးအပြစ်တွေပြောလာပြီဆိုရင်မဟုတ်ရင်ဘာလုပ်ရမလဲသီးခံရမယ်ဟုတ်ရင်တော့ဘာလုပ်ရမလဲပြင်ရပါမယ်ပြင်ရမယ်ဒါကမကောင်းတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ဟုတ်လားမှန်ပါကဲကိုနားတဲ့ကိုကောင်းတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့လေရောက်လာအောင်မှာပဲဟုတ်လားကိုမျက်နှိုးတဲ့လူတွေချစ်တဲ့လူတွေရှိမှာပဲလေကိုကလည်းပဲကောင်းတဲ့လောက်လည်းကောင်းမှာပဲလေအဲ့ဒီလိုကိုရဲ့ကောင်းတာတွေကိုလည်းပြောလိမ့်မယ်အဲ့ဒါတွေကလည်းကိုယ်ရာပြောတာရှိမယ်ရှေ့တင်ပြောတာရှိမယ်ဟုတ်လားအဲ့ဒီကောင်းတာတွေကလည်းဟုတ်တာလည်းရှိခြင်းရှိမယ်မဟုတ်ဘဲနဲ့မြှောက်ပြီးတော့ပြောတာလည်းရှိခြင်းရှိမယ်ဘယ်လိုပဲပြောကောင်းတာတွေပြောပြီးဆိုရင်တော့အဲ့ဒီစကားသံနောက်ကိုရင်မှုပြီးတော့လိုက်မသွားဖို့လိုတယ်ဒကမာကြီးများမကောင်းတာတွေကိုမဟုတ်ဘဲနဲ့မြှောက်ပြောတာဆိုရင်တော့နားကိုထောင်းမနေနဲ့ဒါပေမဲ့လူတွေကလည်းခက်တော့ခက်ကြီးဗျာကောင်းတာပြောရင်တော့မဟုတ်လည်းပဲနားအရသာခံပြီးတော့နေနေတာပဲဒါကြောင့်မို့လို့အဲ့ဒီနီလန်းကြီးကဘယ်တော့မှတိမ်ခေါ်မှမဟုတ်ဘူးမြှောက်တာလူတိုင်းကြိုက်တာပေါ့ဆိုတာတကယ်လဲကြိုက်တယ်ဦးဇင်းတို့လည်းကြိုက်တယ်ဒကာကြီးဒကမကြီးများလည်းကြိုက်တယ်ဒါကတော့ဦးဇင်းကသဘောတူလားလို့ကိုမေးမနေတော့ဘူးတေချာပေါက်ကိုသိတယ်မြှောက်တာမကြိုက်တဲ့လူတယောက်မှမရှိဘူးလို့ကိုပြောလိုက်ခြင်းသေးတယ်ပုထုဇဉ်တွေထဲမှာဆိုရင်တော့မှန်ပါဟုတ်လားဒါကြောင့်ကိုကောင်းတာကိုပြောတယ်ဆိုရင်မဟုတ်ရင်တော့မဟုတ်ဘူးလို့ပြောလိုက်ပါဒါကြီးကိုအရသာခံမနေပါနဲ့ဟုတ်လားကိုကောင်းတာကိုဟုတ်နေအောင်တောင်မှရစ်မှုပြီးတော့မနေပါနဲ့ဟုတ်လားအေးဒါကကိုနဲ့ဓာတ်ရိုက်ပတ်သက်တဲ့
ကောင်းမကောင်းစကားတွေဟုတ်လားစကားတွေက2မျိုးပဲရှိတာနော်ကိုယ်အကြောင်းကကောင်းတာရဲ့မကောင်းတာရဲ့အဲ့ဒါကိုလည်းပဲနောက်ထပ်ပြီးတော့ခွဲလိုက်ပါဦးကောင်းတာကလည်းဟုတ်တာလည်းပါမယ်မဟုတ်တာလည်းပါမယ်4မျိုးဖြစ်သွားပြီဗျမကောင်းတာကလည်းဟုတ်တာလည်းပါမယ်မဟုတ်တာလည်းပါမယ်အဲ့ဒီကောင်းမကောင်းဟုတ်မဟုတ်ဆိုတာတွေကိုရှေ့တင်ပြောတာရှိမယ်ကိုယ်ရပြောတာရှိမယ်ဟောစကားတွေကိုအများကြီးပြသွားတယ်နော်ကဲဒါကကိုယ်နဲ့ပတ်သက်တဲ့ဓာတ်ရဲ့အကြောင်းပေါ့နောက်ကိုယ်နဲ့သိမ့်မပတ်သက်ဖဲနဲ့ကဲစကားတွေကြံသေးတယ်ဗျာဒကမကြီးများအချိန်နဲ့နဲ့ကြံသေးတယ်ပြောဦးမယ်နော်ကိုယ်နဲ့မပတ်သက်တဲ့အကြောင်းတွေဟုတ်လားဟင်မရေတွက်နိုင်လောက်အောင်များတယ်အနုပညာနဲ့ပတ်သက်လို့အာကစားနဲ့ပတ်သက်လို့နိုင်ငံရေးနဲ့ပတ်သက်လို့တဘာဝဘေးဒဏ်တွေနဲ့ပတ်သက်လို့ဟင်ဒကမကြီးများကြားနေတာတွေမရှိဘူးလားရှိတယ်စကားတွေမှအများကြီးကြားနေတာနော်အဲ့တော့အဲ့ဒီစကားတွေတဲကိုလည်းပဲတူပြခွဲကြည့်ရနော်ကိုယ်နဲ့မပတ်သက်တဲ့တိတ်မပတ်သက်တဲ့စကားကိုအကြောင်းမဟုတ်တာပေါ့လေအဲ့ဒါဘာလဲဆိုတော့ကိုအကြောင်းလို့လည်းပြောမယ်ဆိုရင်တော့ပြောလို့ရတာပေါ့လေဟိုတရားနဲ့ပတ်သက်ရင်တော့ကိုအကြောင်းလို့လည်းပြောလို့ရတာပေါ့ဟုတ်လားအေးထားပါတော့ကိုကောင်းကြောင်းမကောင်းကြောင်းဆိုတာနဲ့မပတ်သက်တဲ့အကြောင်းတွေကိုခွဲမယ်ဆိုရင်လည်း2မျိုးရှိတယ်အဲ့ဒါဘာလဲဆိုတော့အနှစ်မရှိတဲ့စကားကြီးအနှစ်ရှိတဲ့စကား2မျိုးရှိတယ်ဟင်ဒကမကြီးများမှန်ပါဗျာအနှစ်မရှိတဲ့စကားတွေကြားနေရတယ်တခါတရံကြတော့လေအနှစ်ရှိတဲ့စကားတွေကြားရတယ်အနှစ်မရှိတဲ့စကားတွေကိုနားမထောင်ဖြစ်ဖို့ကြိုးစားပါဘာပြုလို့လဲဆိုတော့ဦးဇင်းတို့လူရင်းပဲပြောမယ်အနှစ်မရှိတဲ့စကားတွေတန်ဖိုးမရှိတဲ့စကားတွေကိုနားထောင်မိရင်အဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့အတွေးတွေဖြစ်နေတာသိကြတယ်တန်ဖိုးမရှိတဲ့စိတ်ကူးတွေတန်ဖိုးမရှိတဲ့စိတ်တွေဖြစ်နေတယ်တန်ဖိုးမရှိတဲ့စိတ်တွေတန်ဖိုးမရှိတဲ့အတွေးတွေဖြစ်နေရင်အဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့လူတစ်ယောက်ဖြစ်နေတာသိကြလားမှန်ပါဗျာဒီစိတ်ကလေးဒီအတွေးလေးနဲ့လူလုံနေရတာအတွေးကတန်ဖိုးမရှိဘူးစိတ်ကတန်ဖိုးမရှိဘူးဆိုအဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့လူတစ်ယောက်ပေါ့ဗျာမှန်ပါဟုတ်လားမှန်ပါဗျာဒါကြောင့်တန်ဖိုးမရှိတဲ့စကားတွေကိုနားထောင်နေတဲ့အချိန်မှာငါဒီတန်ဖိုးမရှိတဲ့အတွေးတွေတန်ဖိုးမရှိတဲ့စိတ်တွေဖြစ်နေတဲ့အတွက်ကြောင့်တန်ဖိုးမရှိတဲ့လူတစ်ယောက်ဖြစ်နေပြီဘဝဟာတန်ဖိုးရှိတယ်အချိန်ဟာတန်ဖိုးရှိတယ်တန်ဖိုးရှိတဲ့အချိန်တွေတန်ဖိုးရှိတဲ့ဘဝတွေခွန်အားတွေကိုတန်ဖိုးမရှိတဲ့အဖြစ်နဲ့ငါဖြုံးတိပြစ်နေတာပဲလို့ထိတ်လန့်တဲ့သဘောရှိရမယ်မြင့်မြတ်တာတွေလုံနိုင်ခွင့်ရှိနေတာကိုနှိမ့်ကြတာတွေကိုလုံနေတယ်အဲ့တော့တန်ဖိုးမရှိတဲ့စကားတွေကိုနားထောင်လို့အကျိုးဆုပ်ယုတ်တာတွေအများကြီးရှိပါတယ်ဗျာစကားနောက်လိုက်သွားပြီးတော့တခါတည်းတချို့များလိုက်ပြီးတော့ဖြည့်ရှင်းသည့်အထိမိုက်ပြတာတွေရှိတယ်နော်မှန်ပါဗျာအဲ့တော့ဦးဇင်းတို့တန်ဖိုးမရှိတဲ့စကားနဲ့ပတ်သက်ပြီးတော့အจิตဝင်ကြီးမပြောချင်ဘူးဟုတ်လားအမြစ်ကစဖြတ်လိုက်မယ်နားမထောင်ဖြစ်အောင်ကြိုးစားပါနားထောင်ဖြစ်သွားရင်တော့အကျဲမငိမ့်ပွယ်တွေဓာခုတ်ရလက်ရှူဟုတ်လားနော်ဓာခုတ်ရလက်ရှူမိတတ်တယ်နော်စကားတွေနားထောင်ပြီးတော့ကိုယ်နဲ့ဘာမှဆိုင်ညာမဆိုင်သူများအမှုတွေတဲ့ဝင်ပါတချို့ဆိုရင်တန်ဃာရှင်းရဒီစကားဟိုပို့ဟိုစကားဒီပို့ဟာကိုကဂျားတဲ့ကနေပြီးတော့ဟိုလူကမတရားတာဒီလူကမတရားတာကို့မယ်ရှုပ်ရှက်ကိုခတ်နေတာပဲဟင်ဒကမကြီးများကို့အလုံးနဲ့စားဝတ်နေရေးတွေနဲ့ကို့ဘဝခန္ဓာရေးတွေနဲ့ရှုပ်ရတဲ့ဂျားတဲ့ဒီအနှစ်မရှိတဲ့စကားတွေကိုဖြေရှင်းနေရတဲ့အရှုပ်တွေကထပ်ပြီးတော့များနေသေးတယ်အဲ့တော့တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ခြင်းနဲ့ဘဝမှာလေးလေးနက်နက်ဖြစ်ခြင်းနဲ့ဆိုရင်တန်ဖိုးမရှိတဲ့စကားတွေဟာငါရဲ့ဘဝကိုတဖြည်းဖြည်းနဲ့လှိုက်စားနေတာလို့သဘောပေါက်ပြီးတော့တတ်နိုင်သမျှနားမထောင်ဖြစ်ဖို့ကြိုးစားဟုတ်ရလားမှန်ပါအေးနောက်တန်ဖိုးရှိတဲ့စကားဒါကြတော့ရှားဖွေပြီးတော့ကိုနားထောင်ရမယ်မှန်ပါဗျာတန်ဖိုးရှိတဲ့စကားတဲ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မေဂိယသုတ်တံကိုနည်းနည်းလေးဏိကုံးချုပ်ပြောခြင်းမေဂိယဆိုတဲ့ယဟန်တစ်ပါးရှိတယ်နော်မြတ်စွာဘုရားလက်ထက်ကဘုရားရဲ့အလုတ်အကျွေးယာယီသူဆောင်ရွက်တယ်ရှင်အာနန္ဒာအလုတ်အကျွေးမလုခင်တုန်းကပေါ့လေအဲ့ဒါနဲ့တနေ့တော့မြတ်စွာဘုရားနဲ့သွားရင်းနဲ့ဟိုးခလန်းလန်းမှာတရက်ဥယျာဉ်ကြီးမှိုင်းညို့ပြီးတော့မြင်တယ်မြင်တော့မြတ်စွာဘုရားတဲ့တပည့်တော်အဲ့ဒီတရက်ဥယျာဉ်ကြီးကိုလည်းမြင်တော့တရားသွားအထုတ်ခြင်းစိတ်တွေအရန်ပေါက်တယ်တပည့်တော်အဲ့ဒီသွားပါရစီအဲ့တော့မြတ်စွာဘုရားကချက်သားငါဘုရားတပါးတည်းနောက်ထပ်အလုတ်အကျွေးယဟန်တပါးလာသည်အထိစောင့်ဆိုင်ပါဦးအရှင်ဘုရားတဲ့တပည့်တော်သွားတရားအထုတ်ပါရစီ
အရှင်ဘုရားကတရားအားထုတ်เสียမလိုတော့ဘူးတဲ့ပြီးပြီးသားတပည့်တော်အခုမှပုထုဇဉ်ပဲရှိသေးတယ်ဒါကြောင့်တပည့်တော်ကိုခွင့်လွှတ်တော်မူပါဟောအဲ့ဒါလိုတောင်လျှောက်တာနော်အဲ့တော့မြတ်စွာဘုရားက3ချိန်တားတယ်မရဘူးဂိုင်းတရားအားထုတ်ခြင်းလို့သွားတယ်ဆိုတော့ငါပဲတားလို့ဖြစ်တော့မှာပေါ့သွားလေဆိုတော့ဘုရားရဲ့တပိတ်သင်္ကန်းကိုအဲ့ဒီနာအသာချထားခဲ့ပြီးတော့သွားတာဗျာတရားအားထုတ်ခြင်းလွန်းတဲ့စိတ်နော်အဲ့ဒါကလည်းသူကအဲ့ဒီနေရာနဲ့သူနဲ့ကဓာတ်ခိုက်နေတာအဲ့ဒီတရေဥယျာဉ်ကြီးကတစ်ချိန်တုန်းကသူကရှင်မင်းဖြစ်ပြီးတော့ထိနှံဆွဆန်ခဲ့တဲ့နေရာကြီးတဲ့ဒါသူမသိပါဘူးဘဝလောကဆိုတာသိဆန်းကျယ်တယ်ဗျနော်အဲ့ဒါနဲ့အဲ့ဒီနေရာလဲရောက်ရောသူကအဲ့ဒီတရေဥယျာဉ်ကြီးရဲ့အလေကြောက်ဖြာကြီးပေါ်မှာထိုင်ပြီးတော့မေတရားနှလုံးတွေကျင့်သုံးပြီးတော့ပီတိတွေဖြစ်နေလိုက်တာအော်တိတ်ရှိလို့အေးချမ်းလိုက်တာအယောင်နောက်ကျလိုက်တာအဲ့ဒါလိုဖြစ်တယ်ခဏလဲနေရောအဲ့ဒီပီတိတွေအဲ့ဒီတရားသဘောတွေဘယ်ရောက်တော့မှမသိဘာတွေဖြစ်လာတုံးဆိုတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တတွေတစ်ခုပြီးတစ်ခုဝင်နေတော့တာပဲတဲ့အဲ့ဒါနဲ့ तू ချွေးတွေတောင်ပြန်လာတယ်လို့ဆိုတယ်အဲ့ဒါနဲ့ तू တရားချပြီးတော့သူ့ကိုယ်သူစဉ်းစားတယ်အော်အံ့ဩစရာကောင်းလိုက်တာငါယုံကြည်မှုနဲ့ယဟန်ဘဝကိုရောက်ခဲ့တာငါတကယ်မြင့်မြတ်တဲ့စိတ်နဲ့ဒီနေရာမှာမြင့်မြတ်တဲ့အလုပ်ကိုလုပ်မယ်ဆိုပြီးတော့လာခဲ့တာဘယ်နဲ့ကြောင့်ဒီဝိတက်ဆိုးတွေဝင်နေပါလဲဖယ်လို့ကိုမရဘူးဖြစ်နေတာအဲ့ဒါသူရှင်မင်းဘဝကဖြစ်ခဲ့တဲ့အကြံတွေကအခုချိန်မှာလိုက်ပြီးတော့ဓာတ်ခိုက်နေတာတဲ့အဲ့ဒါနဲ့မြတ်စွာဘုရားဒီကိုသူကြွသွားတယ်ဟိုကြတော့မြတ်စွာဘုရားကိုလျှောက်တယ်အံ့ဩတယ်ဗျာတပည့်တော်စိတ်ကောင်းနှလုံးကောင်းနဲ့သွားတာရည်ရွယ်ချက်ကောင်းနဲ့သွားတာအတွေးတွေကခြုံနေလိုက်တာမပြောနဲ့တော့စိတ်များထိမ့်ရသိမ့်ရသိခက်တာပဲဗျာအဲ့ဒီမှာမြတ်စွာဘုရားကจิตသားစိတ်ဆိုတာအင်မတန်လျှက်ပေါ်လော်လီတယ်အင်မတန်တုန်လှုပ်တယ်ဘာဝနာဘက်ကိုတင်လိုက်ပြီဆိုလို့ရှိရင်ရေထဲမှာနေကြငါးကိုကုန်းပေါ်မှာပြစ်တင်လိုက်တော့တစ်ဖြက်ဖြက်တုန်လှုပ်တယ်လို့မျိုးပဲတဲ့ကာမအာယုန်တွေထဲမှာအမြဲနေခဲ့တဲ့စိတ်ကိုစိတ်ငြိမ်ရာတိတ်ဆိတ်ရာလဲတင်လိုက်ရောလုံးဝအိမ်ဒီမရဘူးဖြစ်သွားတယ်တဲ့ဒါကြောင့်တဲ့လေးသမားဟာသူ့ရဲ့မြားတံကိုမိအပူပေးပြီးတော့ဖြောင်းတယ်လို့ပညာရှိတဲ့လူဟာကိုယ့်ရဲ့စိတ်ကလေးကိုဖြောင်းမတ်အောင်ပြုပြီးတော့ယုံထွက်နိုင်ခဲ့တဲ့ဒီမန်နဲ့ရဲ့လက်ကနေယုံထွက်နိုင်အောင်ကြိုးစားရမယ်ဒီမန်ရဲ့ကိလေသာမန်ရဲ့လက်ကနေယုံထွက်နိုင်အောင်ကြိုးစားရမယ်လို့တရားဟောတာအဲ့ဒီမှာတလက်စတယ်မြတ်စွာဘုရားဘာပြောလဲဆိုတော့စေတောဝိမု ക്തി အရဟတမေအရဟတဖို့လို့ခေါ်ရတယ်စိတ်ရဲ့ကိလေသာကလွတ်မြောက်ခြင်းလို့ဆိုရတယ်စေတောဝိမု ക്തി နော်အဲ့ဒီစေတောဝိမု ക്തി ကိုရင့်ကျက်စေတဲ့တရား၅မျိုးရှိတယ်တဲ့ပိဋကရဲ့တရားကနည်းနည်းလေးနဲ့လာတယ်လို့ထင်ရတယ်နော်အရဟတမေအရဟတဖို့ကိုရင့်ကျက်စေတဲ့တရားဘယ်နှပါးရှိတယ်၅ပါးရှိတယ်နံပါတ်1မိတ်ကောင်းဆွေကောင်းတဲ့နော်နံပါတ်2ပါတိမောက္ခတံဝရသီလကိုကျင့်တရားတဲ့ဟုတ်လားနံပါတ်3စကားကောင်းကိုချမ်းချမ်းသာသာလွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့ဟုတ်လားနံပါတ်4မကောင်းတာတွေကရှောင်ဖို့ကြိုးစားတဲ့နေရာမှာကောင်းတာတွေပြည့်စုံအောင်ကြိုးစားတဲ့နေရာမှာထက်သန်တဲ့လုံလဝရိယရှိရမယ်တဲ့နံပါတ်5ဖြစ်ချင်းပြက်ချင်းကိုထွတ်ထွင်းပြီးတော့မြင်နိုင်တဲ့ဉာဏ်ပညာရှိရမယ်တဲ့ဘယ်နှချက်လဲ5ချက်မိကောင်းဆွေကောင်းသီလစကားကောင်းကိုရနိုင်တဲ့အခြေအနေပြီးတော့ဗာလဲဝိရိယပညာအဲ့ဒီမှာမြတ်စွာဘုရားကจิตသားတဲ့နံပါတ်1မိကောင်းဆွေကောင်းဆိုတဲ့အင်္ဂါကိုသာမင်းပြည့်အောင်ဖြည့်မယ်ဆိုရင်သီလလည်းရှိမယ်လို့မျှော်လင့်ရသီလတေချာပေါက်ရှိလိမ့်နော်စကားကောင်းလည်းတေချာပေါက်ကြားရဟုတ်လားဝိရိယလည်းတေချာပေါက်ရှိလိမ့်နော်ပြီးတော့ပညာလည်းတေချာပေါက်ရှိလာလိမ့်အဲ့ဒီတော့မိကောင်းဆွေကောင်းရှိရင်ကြံတဲ့၄ပါးသည်မိကောင်းဆွေကောင်းကိုအမိပြုတ်ပြီးတော့ပြည့်စုံသွားပါလိမ့်မယ်တဲ့အဲ့ဒီသုတ်တံမှာမိကောင်းဆွေကောင်းကိုဦးစားပေးပြီးတော့ပြောတယ်ဒါပေမဲ့ဦးဇင်းတို့ကဒီနေရာမှာပိဋကတ်တို့ကိုစကားနဲ့ပြောနေတာဆိုတော့အဲ့ဒီမြတ်စွာဘုရားဟောထားပုံလေးကိုသဘောကျလွန်းလို့စကားကောင်းကိုလွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့ဒီစကားလေးကိုကြိုက်တယ်တချို့ကောင်းတဲ့စကားကိုလွယ်လွယ်ကူကူမရဘူးခက်ခဲရင်ရင်လုပ်ယူမှရတာဟုတ်လားဒီခေတ်ကြီးမှာစကားကောင်းရဖို့လွယ်တယ်ဆိုရင်လည်းဟုတ်တယ်ခက်တယ်ဆိုရင်လည်းဟုတ်တယ်
အဲ့တော့စကားကောင်းကိုလွယ်လွယ်ကူကူရဖို့ဆိုတော့စကားကောင်းဆိုတာဘယ်လိုဟာမျိုးလဲအဲ့ဒီမှာမြတ်စွာဘုရားကစကားကောင်းကို10မျိုးလောက်ပြောထားတယ်ပိဋကရေလေးလေးနက်နက်နားထောင်နော်စေတဝိမု ക്തി ကိုရင့်ကျက်စေတဲ့အင်္ဂါ1ရက်ဟုတ်ရဲ့လားအဲ့တော့စကားကောင်းကြားနိုင်တဲ့အခွင့်အရေးအဲ့ဒီစကားကောင်းက10မျိုးဟုတ်ရဲ့လားနံပါတ်1အပိစ္ဆကထာပြောကြည့်စမ်းပါဗျာအပိစ္ဆကထာအလိုနဲမှုနဲ့ဆက်ရှင်တဲ့စကားတဲ့နော်ပြောလိုက်တဲ့စကားကြားလိုက်ရတဲ့စကားကအလိုနဲမှုနဲ့ဆက်ရှင်တဲ့စကားလောဘနေတဲ့စကားနော်ဦးဇင်းထက်ရှင်းမပြဘူးနော်ပေးတဲ့တို့ဉာဏ်ရှိတယ်နော်ဟာဟိုဟာရခြင်းဒီဟာရခြင်းဟေးကောင်မရေးဈေးထဲမှာဘာအစ်စ်ပေါ်နေပြန်ပြီတဲ့အဲ့ဒါအလိုနဲသေးတဲ့စကားလားအဲ့ဒါဘာစကားတော့အလိုကြီးစေတဲ့စကားသေချာပေါက်ဒုက္ခရောက်တော့မယ်အဲ့ဒါကိုယ့်ကိုမီးလာရှို့တဲ့လူတို့မှတ်လေဟုတ်လားဓမ္မကြီးများဟေးညီးကိုဘယ်သူကဘယ်လိုပြောနေတာအဲ့ဒါအလိုနဲစေတဲ့စကားလားမဟုတ်ဘူးဒေါသဖြစ်စေတဲ့စကားဟုတ်လားအဲ့တော့နံပါတ်1အပိစ္ဆကထာအလိုနဲစေတဲ့စကားနံပါတ်2တွတ်တွတ်လေးသွားအောင်ဗျာအချိန်သိမ့်မရှိတော့ဘူးဟုတ်လားနံပါတ်2တန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားတဲ့ဟုတ်လားဒါရလည်းအာမရနိုင်ဟိုဟာရလည်းအာမရနိုင်တခါတည်းရကျင်မှုတွေရဲ့ဆန္ဒတွေကိုပဲလိုက်ဖြည့်ဆည်းနေရတာနဲ့အဖို့တန်တဲ့အလုပ်တွေကိုလုပ်ဖို့အချိန်တွေကကုန်သွားရောနော်ဒါကြောင့်တန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားကိုကြားတဲ့ဒီခေတ်ကြီးမှာသိမ့်မရှိဘူးနော်တိုးတက်အောင်လုပ်ရမယ်တိုးတက်အောင်လုပ်ရမယ်လို့ကြွေးကြော်ပြီးတော့အတင်းမဲ့တိုးတက်ခိုင်းနေတာဒီကလူရှာထွက်နေတာသူတို့သိကိုမသိဘူးဟင်ဒကမာကြီးများသေသေးချာချာစဉ်းစားနော်မြတ်စွာဘုရားရဲ့သာသနာတော်ကအဓိကပစ္စည်းဥစ္စာတွေပေါ်များဖို့ညွှန်ပြတာလားငြိမ်းချမ်းမှုအစစ်ရအောင်ညွှန်ပြတာလားအေးတစ်ချိန်တည်းပဲစီးပွားဥစ္စာကိုလည်းဘယ်လိုတရားပေါင်းအတွင်းကရှာရတယ်ဆိုတာကိုလည်းမပြောဘူးမဟုတ်ပါဘူးပြောပါတယ်သို့တော့တကယ်လူရင်းကပါလေငြိမ်းချမ်းမှုရဖို့ဘဝတန်တရားကလွတ်ဖို့တန်တရားထဲမှာကြီးပွားဖို့ရည်ရွယ်ချက်နဲ့ဘုရားတရားဟောတာမဟုတ်နော်ဘုရားတရားတော့အားလုံးရဲ့ရည်ရွယ်ချက်ဒီတန်တရားကလွတ်ဖို့ဟုတ်ရဲ့လားအေးဒါကြောင့်တန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားဒီခေတ်ကြီးမှာအင်မတန်ရှားသွားပြီလို့ထင်တယ်တိုးတက်ဖို့ကြီးပွားဖို့လူချင်းတူဖို့ပခုံးချင်းရှင်နိုင်ဖို့ရှင်ကြပေါ့ဟုတ်လားတခါကြီးမိုင်းများဒီလိုပဲဦးဇင်းကတော့ပြောလိုက်ခြင်းတယ်နော်တန်တုဋ္ဌိကထာပြီးတော့ဗာလဲနှစ်ခုရှိသွားပြီနော်အေးပြီးတော့ဗာတော့ဆိုတော့ဝိဝေကကထာတဲ့စိတ်ငြိမ်မှုနဲ့ဆက်တဲ့စကားတယောက်တည်းနေရတာကောင်းတယ်တစိမ့်တည်းနေရတာကောင်းတယ်ဟုတ်လားဒါဥစဉ်ဟိုဘက်ကဥပရိဝိဝေကမပြောတော့ဘူးဥပရိဝိဝေကဆိုတာနိဗ္ဗာန်ကိုပြောတာနော်အဲ့ဒါလို့အေးအေးချမ်းချမ်းတယောက်တည်းနေရတာသိကောင်းတာပဲဆိုတဲ့စကားမျိုးလေးတွေမကြမကြာကြားရမယ်အများနဲ့နေရတာသိဆင်းရဲတာပဲဆိုတာမျိုးကြားရမယ်နော်တာရာရဏေဝိဟဉ္ဉံတိပေါင်းတင်ဆက်ဆံရတာအင်မတန်ပင်ပန်းနေလက်ခံလာတဲ့ကမကြီးများအပေါင်းအသင်းတယောက်ရှိရင်တယောက်စာပင်ပန်းတယ်နှစ်ယောက်ရှိရင်နှစ်ယောက်စာပင်ပန်းတယ်ဟုတ်ရဲ့လားမိတ်ကောင်းဆွေကောင်းဆိုတာကအဓိပ္ပာယ်တစ်မျိုးနော်တကယ်ကြီးမိုက်များအေးတာရာတနေဝိဟဉ္ဉံတိဒါကြောင့်ဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်သက်တကားနောက်အတန်တက္ကကထာမယောနှောမှုနဲ့ဆက်တဲ့စကားတဲ့လူရှုပ်ရှုပ်ရှိတဲ့နေရာဆိုသိသွားချင်တာပဲဟုတ်လားအဲ့ဒါအတန်တက္ကကထာဖြစ်နိုင်မှာလားမဖြစ်နိုင်ဘူးဟိုနားလည်းငါပါလိုက်ချင်တယ်ဒီနားလည်းငါပါလိုက်ချင်တယ်ပွဲလန်းတစ်ခုခုလို့ငါ့ကိုမဖိတ်ဘူးဆိုရင်စိတ်ထဲမှာမခံစားနိုင်ဘူးအဲ့ဒါဘာဖြစ်တာရောနှောချင်တာဆက်ရှက်ချင်တာတရားနဲ့ဝေးတယ်ဆိုတဲ့လက္ခဏာဟုတ်လားတရားဆိုတာမရောရရင်ပြီးရောအဲ့ဒီသဘောမျိုးသဘောပေါက်တယ်နော်အတန်တက္ကကထာရောနှောဆက်ရှင်မှုမရှိတဲ့စကားနော်ပြီးတော့ဗာလဲဝိရိယရမ္ပကထာအကုသိုလ်တွေပယ်ဖို့ကုသိုလ်တွေပြည့်စုံဖို့ကြိုးစားမှုနဲ့ဆက်တဲ့စကားဘယ်နှခွန်းရှိသွားပြီတော့၅ခွန်းရှိသွားပြီပြန်ပြောမယ်မှတ်မိအောင်အပိစ္ဆကထာအလိုနည်းမှုနဲ့ဆက်တဲ့စကားတန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားပြီးတော့ဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်တဲ့စကားအတန်တက္ကကထာမယောနှောမှုနဲ့ဆက်တဲ့စကားဝိရိယဓမ္မကထာလုံလဝရိယနဲ့ဆက်ရှင်တဲ့စကားနောက်၅ပါးကသီလကထာသမာဓိကထာကြားဘူးတယ်နော်
သီလကထာသမာဓိကထာပညာကထာသီလသမာဓိပညာဝိမု ക്തി ကထာဝိမု ക്തി ဉာဏဒသနကထာဝိမု ക്തി ဆိုတာမဲ့ဉာဏ်ကိုပြောတာဝိမု ക്തി ဉာဏဒသနဆိုတာပိစဝခဏဉာဏ်ကိုပြောတာမဲ့ဉာဏ်ဖူဉာဏ်ရပြီးတော့ကိုရတဲ့မဲ့ဉာဏ်ဖူဉာဏ်ကိုဆင်ခြင်နေဟုတ်လားပြီးတော့ကုံတဲ့ကိလေသာကြံတဲ့ကိလေသာတွေကိုဆင်ခြင်နေအဲ့လိုပေါ့နော်အဲ့ဒါပိစဝခဏဉာဏ်ပေါ့နော်အဲ့ဒီလိုသီလသမာဓိပညာဝိမု ക്തി ဝိမု ക്തി ဉာဏဒသနာဆိုတဲ့ကထာ၅ပါးနဲ့စောစောကကထာ၅ပါးပေါင်းလိုက်တော့စကား10ခွန်းအဲ့ဒါဒီကောင်းသောစကားတဲ့ဟုတ်ရလားမှန်ပါဗျာအဲ့ဒီလိုစကားကောင်းကိုလွယ်လွယ်ကူကူချမ်းချမ်းသာသာရနိုင်တဲ့အခွင့်အရေးရှိရမယ်အဲ့ဒီလိုစကားမျိုးကိုစူးစမ်းပြီးတော့နားထောင်ရမယ်ဟုတ်လားဒါကြောင့်ဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲဆိုတဲ့တရားရဲ့ဒုတိယပိုင်းအချိန်ကစေ့သွားပြီတနာရီခွဲကို2မိနစ်တောင်ကျော်သွားပြီနော်ဒီတရားကမမျှော်လင့်မဲနဲ့ရှည်သွားတယ်ပေးသက်ကလည်းစိတ်ဝင်စားတဲ့အမူအရာတွေအပြည့်ပြလို့နဲ့တူပါရဲ့ဟင်ဒကမာကြီးများဟုတ်လားဒါကြောင့်ဒီကနေ့တရားရဲ့နောက်ပိုင်းဗါတဲ့လေဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲအပြစ်ပြောလာတယ်ဆိုရင်တော့ဟုတ်ရင်ပြင်လိုက်ပါမဟုတ်ရင်သီးခံပါကောင်းတာတွေပြောမယ်ဆိုရင်တော့မဟုတ်ရင်တားမြစ်လိုက်ပါဟုတ်တယ်ဆိုရင်တော့ရင်မှုမနေပါနဲ့ဟုတ်လားအနှစ်မရှိတဲ့စကားတွေဆိုရင်တော့ကြိုးစားပြီးတော့နားမထောင်ပါနဲ့ဟုတ်လားအဖို့တန်တဲ့အချိန်လေးကုန်သွားလို့ဟုတ်လားအနှစ်ရှိတဲ့စကားဆိုရင်တော့လွယ်လွယ်ကူကူရအောင်ဖန်တီးပါအနှစ်ရှိတဲ့စကားတွေဘာတွေလဲဆိုတာဦးဇင်းတို့ပြောပြီးပါပြီဟုတ်လားဆက်ပြောမယ်ဆိုရင်လည်းပြောလို့ရသေးတယ်ဟုတ်လားသို့တော့ဦးဇင်းတို့ရဲ့တရားအတိုင်းခုဟောခဲ့ပြီနော်မှန်သောစကားကောင်းသောစကားပင်ဖြစ်စေကမူစကားတွေကိုသဘောကျတဲ့လူပင်ဖြစ်စေကမူအရှိလေးမြဲမပြောဆိုရတဲ့အများကြီးတောင်ရှိသွားပြီတရားကကိုတရားကိုမလိုက်နာတယ်လို့ဖြစ်နေတယ်ဟင်ဒကမာကြီးများတဏှာကြီးပဲဟောမလို့ဟာအခု3မိနစ်ကျော်သွားပြီနော်ဒါကြောင့်ဒကာကြီးဒကမာကြီးများဒီကနေ့တရားကဗါတဲ့တော့စကားတို့ဤအစွမ်းတဲ့ကောင်းနိုင်စွမ်းဆိုးနိုင်စွမ်းအကြီးအကျယ်ရှိနေတဲ့ဒီစကားတွေကိုဘယ်လိုပြောမှလဲဘယ်လိုနားထောင်မှလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေးတတ်တို့ကိုဦးဇင်းတို့ပြောပြပါပြီဟုတ်လားဒါကြောင့်အကျိုးရှိအောင်ပြောနိုင်ကြပါစေအကျိုးရှိအောင်နားထောင်တတ်ကြပါစေဟုတ်ရဲ့လားဦးဇင်းတို့5မိနစ်ခန့်မြတရားနှလုံးကျင့်သုံးပြီးတော့မေတ္တာပို့ပြီးတော့အဆုံးသတ်မယ်နော်